အဲ့ဆိုရင်ဆရာတို့ကဒါဒီနေ့ကတို့ကဟို zone တစ်ချိန်စားပေါ့ကွာနောက်တစ်ချိန်စားပေါ့ပြီးတော့ကျွန်တော်ဒီဒါတော့ဆရာတို့သင်ထားတဲ့အားလေးပေါ့နော် high school writing နဲ့ပတ်သက်ပြီး idea developing ကိုကြည့်အောင်လုပ်လို့စီဖို့ဆိုပြီးတော့အဲ့တော့ဒီနေ့မှာဆွေးနွေးမယ့်အရာလေးပေါ့နော်ဟိုဆရာတို့မေးခွန်းမေးတဲ့ session လေးလည်းရှိနေပေါ့နော်ပြီးကြရင်ရင်တော့ဆွေးနွေးတာโอเคဆွေးနွေးတာအဲဆွေးနွေးတာအပြင်ပြရရှင်ကလေးတွေနဲ့ကလေးတွေဆိုတော့လည်းဒီ writing မှာခက်ခဲဖြစ်နေပိုင်းလေးလေပြောကြမယ်ပေါ့နော် sharing လုပ်ကြအောင်ဘယ်ပိုင်းနေဘယ်လိုဖြစ်တယ်ဆိုတော့ကိုG10 11 12ရောက်လာပြီဒါမှမဟုတ်လေဒီ writing နဲ့ပတ်သက်ပြီးကိုနဲ့ပတ်သက်ပြီးခက်ခဲဖြစ်နေတဲ့အပိုင်းလေးနော်ဒီအဲဆိုရင်ဆရာတို့ကစကြည့်လိုက်အောင်ပါကဲဆရာကိုအခုတည်း zone လာတောင်းကလေးရှိသေးပေါ့နော်โอเคပါ okay အဲဆိုရင် for writing နော်ရေးတာလည်းပေါ့နော်ခုကတော့ကျွန်တော်တို့ကဒီ G12 level G12 လေးဆိုတာလည်းပဲပေါ့နော်တက္ကသိုလ်ဝင်တန်း G12 ပေါ့အဲ့ဒီမှာနောက်ဆုံးပိတ်နှစ်ပိုင်းပါမယ် reading ရ writing ရပေါ့နော် textbook ရအပိုင်းရletter အစီရတဲ့အပိုင်းရပေါ့နော်အဲ့ဒီနှစ်ပိုင်း carry writing လို့ခေါ်တယ်အဲ့ဒါနဲ့ဆရာကနေ writing ကိုမပြောခင်ဆရာတို့ကဒီကောင်ကနှစ်ခုခွဲလိုက်မယ်ဆိုရင် textbook ရဲ့မိကုံးပုံစံပေါ့ဒါမိကုံးပုံစံဆိုတာ writing ကိုနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးwriting နဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့ပုံစံတွေရှိလို့ပေါ့နော် okay အဲဆို textbook အပိုင်းရဲ့ okay ပြီးကြလို့ရှိရင်ဒီကျွန်တော်တို့ကနောက်က letter essay လို့ခေါ်တဲ့ writing အပိုင်းဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကအမှတ်ခွဲဝေမှုရဒါကတော့အမှတ်ခွဲဝေမှုရဆိုတာကျွန်တော်တို့ကနောက်ဆုံးမိတ်ဆောင်ပွဲဒီအထက်တန်းနဲ့ပြောမယ်ဆိုရင်ကလေးတွေကအမှတ်ခွဲဝေမှုရကြည့်မယ်ဆိုရင်ကလေးတွေချင်တာကတော့ textbook တွေက95မှတ်ဖို့ letter essay က letter 10မှတ် essay က15မှတ်ဆိုတော့ဘယ်နှမှတ်ဖို့လို့သိကြအောင်ဆိုရင်25 25မှတ်ဖို့စုပေါင်းဆရာတို့ကဆိုတော့100မှတ်โอเคအဲ့ဆိုရင်ဆရာနေရောမေးပါအောင်မေးပေါ့နော်โอเคဒါဒီရွက်ကလေးတော့ပါမယ်ထင်ပါတယ်ဆရာကိုဒီရွက်ကလေးပါလားမသိဘူးကြည့်ရမှာပါပါတယ်ပါပါတယ်တရားတခြားကလေးတွေရောပါပါတယ်โอเคကြောက်Zoom ထဲမှာဒီမှာလက်ထောင်တဲ့ဟာလေးရှိလို့ရှိရင်လည်းထောင်လို့ရတယ်ပေါ့နော်ထောင်တက်လို့ရှိရင်အဲ့ဒီဟိုဟာလေးမှာနော်โอเคအဲ့ဒီတွဲကလေးဆိုရင်โอเคအဲ့ဆိုရင်ကိုကwriting ကိုသာဖြုတ်ထားလိုက်မယ်ဘာလို့ဆိုကလေးတွေအများစုကဒီ writing အပိုင်းကိုဖြုတ်ထားလိုက်ပြီဆိုရင်ဖြုတ်ထားလိုက်ပြီဆိုတော့ဖြုတ်ရှင်လို့တော့မဟုတ်ဘူးကွာဆရာတို့ကလွတ်ထားလိုက်တာပေါ့နော်လွတ်ထားလိုက်ဆိုတော့ငါဒီအပိုင်းนี่ရမှာမဟုတ်ဘူးဆိုတော့မြင်လေးတွေနဲ့အဲ့လိုမျိုးဒီဒါမှမဟုတ်လေငါစူးစမ်းမှုမလုပ်တော့ဘူးဆိုတော့နော်ဒါမှမဟုတ်လုံလောက်မစူးစမ်းရနဲ့မရည်တတ်တာနော်အဲ့ကြောင့်လက်လျှော့သွားတာရှိအဲ့ဆိုရင်တို့ writing သာဖြည့်လိုက် writing သာရှော့ချလိုက်မယ်ဆိုရင်တို့ဖြည့်ရမယ့်အပိုင်းဒီဘယ်နှလောက်ဖြစ်သွားလဲ90နဲ့5မှတ်ဖို့ပေါ့နော်ဟုတ်တယ်မလား90နဲ့5မှတ်ဖို့ဒါပေမဲ့တို့ textbook တစ်ခုလုံးကိုဒီတွဲ textbook တစ်ခုလုံးပိုင်မှာနော်โอเคဒီမေခွန်းပုံစံဒီအမှတ်ခွဲဥပမာတွေဆိုတော့ဘယ်လောက်ပဲရှိအောင်ဆိုလို့ရှိရင်50မှတ်လောက်ပဲရှိအဲ့ဒါဘာလို့တခြား25မှတ်ကဘာလို့ညော့သွားတာလဲဆိုလို့ရှိရင်တို့10 11ကဘာတွေပါသေးဘူး grammar တွေပါသေးတယ်dialogue ကလည်း10 11ရောအခုဆိုရင် G8 လောက်မှသွားမယ်လို့ပြောတာပေါ့နော်โอเคအဲ့ဒီအပိုင်းကြီးရောပြီးကျ answer ဆိုတဲ့အပိုင်းကလည်းဘယ်နှမှာပို့လို့ဆိုရင်15မှတ်ပို့ပါဒီနော်โอเคအဲ့ဆိုရင်ဆရာအဲ့ဆိုရင်ဟို G12 textbook အပြင်ဆရာတို့ကဘာတွေပါသိအောင်ဆိုလို့ရှိရင် G12 textbook အပြင်ဆရာတို့ကဘာတွေပါသိအောင်ဆိုရင်10 11ကဘာတွေရော grammar တွေနော်10 11က grammar တွေနောက်တစ်ခုကဆရာတို့က10 11က grammar တွေဒီနော်ပြီးကြလို့ရှိရင်အဲ့ဒီပဲ10 11ဆိုတဲ့ဘိုင်းကဆရာတို့ကဘာတွေရောဒီdialogue တွေပေါ့နော် dialogue conversation တွေပေါ့နော် listening session dialogue တွေနော်အဲ့ဒီအပိုင်းကြီးရောokay အဲ့ဒီအပိုင်းကြီးရောပါတဲ့အခါမှာဟို textbook တစ်ခုလုံးပိုင်ပြီဆိုရင်တော့မင်းဟာ95မှတ်လို့ပြည့်ရမှာအပြည့်ရဖို့ဆိုတာကခဲရင်းသေးတယ်ပေါ့နော်အဲ့ဒီမှာunseen အပိုင်းကြီးရောပေါ့နော် okay ဒါတော့ဆရာတို့က unseen ဆိုတဲ့မျိုးကုန်းလေဟိုထည့်ထုတ်လိုက်မယ်ဆိုရင်အဲ့ဒီဟာလဲ15မှတ်ပေါ့နော်အဲ့လိုဖြစ်သွားတယ်အဲ့ကြတော့
တော့ writing တာလုပ်လိုက်မယ်ဆိုရင်မင်းကဘာဖြစ်သွားမှာဆိုလို့ရှိရင်ဖြည့်ဖို့အတွက်အမှတ်တွေဆရာတို့ကနည်းသွားမှာနည်းသွားမှာအဲဆို writing ရဲ့အရေးပါမှုဆိုတာကအမှတ်ခွဲမှုရကြည့်ရင်လည်းဆရာတို့ကအများကြီးဆရာတို့ကတက်ရောက်မှုရှိတယ်ပေါ့နော် okay အဲ့ဒီမှာဟိုမေကွန်းပုံစံနဲ့ G12 မေကွန်းပုံစံနဲ့ကြည့်မယ်ဆိုရင်အဲ့နဲ့ကလေးတွေဆရာကိုတယောက်လောက်ဖြစ်ဖြစ် volunteer ဖြစ်ကြည့်ပါအောင်ပေါ့နော်ခုနတော့ကG12 ကလေးတွေဆိုတာ okay G12 မေကွန်းနဲ့မှာ writing အပြင် writing ကထားလိုက်တော့မေကွန်းပုံစံ1 2 3ပေါ့1ဆို initial letter 2ဆို multiple choice အဲ့လိုမျိုးထည့်မယ်မှာဖြည့်ဖို့လက်ပေါက်ကတ်တယ်ဆိုတာဆိုတော့အမှတ်ရဖို့ခဲရင်းနဲ့အပိုင်းလေးရှိတယ်အဲ့ဒီမေကွန်းကဘယ်အပိုင်းလေးဆိုတော့ initial ပါ initial နော်အဲကြောင့်ဒါကတော့ဆရာရဲ့အတွေ့အကြုံရပါတော့ကလေးတွေကိုအပြင်ကoffline ကကလေးတွေလည်းဆရာဆိုရင်ဆရာတို့ပြောတယ်ပေါ့ initial letter ဆိုရင်မင်းတို့ဆရာတို့ကစက်လုံးရည် textbook တွေကပေါ့နော်အလုံးရည်အစာကြောင်းရည်2000ကနေ2500ကျားလောက်လေ့ကျင့်ထားတဲ့ကလေးမှာinitial letter 7လုံး9လုံးပေါ့9လုံး8လုံး9လုံးပေါ့အဲ့လိုမှန်ပုံမှန်ကလေးကတော့ဆရာအယောက်40ရှိရင်မနေ့ကတော့30နဲ့5ယောက်ဝန်းကျင်လောက်ကတော့ဆရာတို့ကနှလုံး3လုံးတော့သူတို့မှာကြားဖို့ခဲရင်းနေရပါပေါ့နော်ခဲရင်းနေတာ5လုံးဝန်းကျင်ဆိုတာတော့နည်းနည်းတော့ဖြစ်ပေါ့နော်အဲကြောင့် initial letter အဲကြောင့် initial letter လည်းဘယ်လောက်တောင်များတော့ဆိုလို့ရှိရင်အမှတ်ပေးဖွဲ့မှုရဘယ်လောက်တော့ဆရာတို့က10မှတ်နော်10မှတ်ကြီးတော့ဖြစ်တယ်နော်အဲ့ဒီမှာလည်းဆရာအမှတ်ခွဲမှုရကြည့်လိုက်တဲ့10မှတ်ကလည်းမင်း9မှတ်ရဖို့ကိုတော်တော်ကိုလောက်ယူရတယ်ပေါ့နော်တော်တော်ကိုလောက်ယူနော် okay ဘာလို့ဆိုရင်စလုံးကြီးလေးစလုံးလေးကဘာလေးပဲပေးထားတာတော့ဆရာတို့ကစစလုံးလေးပေးထားပြီးတော့ဖြစ်နိုင်တဲ့စလုံးကြီးရတယ်အများကြီးဘာသာလည်းပြန်တဲ့နံပါတ်ကြီးဘာသာဆိုမိထားတဲ့ content အကြောင်းအရာကိုသိရတယ်အဲ့ဒါအကြောင်းမလို့ဆရာတို့ကဆရာဆိုလို့ရှိရင်ပြောတယ်ပြောတယ်တင်လဲတင်တယ်တို့ writing ကိုဘယ်သူမှလွတ်လို့မရဘူးပေါ့နော်လွတ်လို့မရဘူးဆိုတော့ဒါ writing ရဲ့အရေးပါမှုပေါ့နော်အရေးပါမှု okay ရေးပါမှုပေါ့နော် okay ကျတော့ဂုံတူးမှတ်မှန်တာဖြစ်ဖြစ်အမှတ်ကောင်းမှုမှန်တာဖြစ်ဖြစ်အောင်မှုပဲမှန်တာဖြစ်ဖြစ် writing ဆိုတဲ့အမှတ်ကနေပြီးတော့ဆရာတို့က9မှတ်တင်9မှတ်10မှတ်15မှတ်20အဲ့လိုမျိုးအနည်းဆုံးကနေအများဆုံးယူနိုင်ယူအောင်အမှတ်ယူပါအဲဆိုဒါဘာကြောင့် writing ကိုလေ့လာတင်တယ်ဒါမှမဟုတ်လဲဆရာတို့ကရေးတတ်အောင်ကျင့်တင်တယ်ဆိုတဲ့အပိုင်းလေးမိကုံးပုံစံပေါ်မူတည်ပြီးတော့ပေါ့ကွာနော်အဲဆိုဒီအပိုင်းလေးမှာဆရာကိုမိကုံး2ခု3ခုလောက်မေးလို့ရမယ်ဆိုရင်မေးချင်းဆရာခွင့်ပြုပါမယ်ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ဗာလေးမေးချင်းတော့ဆွေးနွေးချင်းတော့ပေါ့ရတော့ is okay ပေါ့နော်ဆရာတို့ဆွေးနွေးခြင်းတဲ့အပိုင်းလေးရှိရင်ဆွေးနွေးလို့ရပါတယ် okay ဒီထဲမှာဆရာကိုဆရာကိုဆိုကျွန်တော်ပေါ့နော်ဆရာမတွေပါတယ်ဆိုရင်ကိုယ့်ရဲ့အထင်မြင်လေးပေါ့ဒါတော့ကျွန်တော်ရဲ့opinion ပေါ့နော်ထင်မြင်ယူဆချက်ပေါ့နော်ထင်မြင်ယူဆချက်ကျွန်တော်လက်ရှိသင်နေတဲ့ဆရာလက်ရှိသင်နေတဲ့ဒီစာသင်နှစ်ပေါ်မူတည်ပြီးပေါ့နော်စာသင်နှစ်ဆိုတာကပထမဆုံးG12သင်တဲ့နှစ်ကနေခုထိပေါ့နော်ဆရာတို့စနေဟောင်းတော့ပုံစံနဲ့တွားပြီးတော့ယူလို့မရတယ်ပေါ့နော် okay အဲ့တော့ဒီ writing သင်တာလည်းဆရာကနေပြီးတော့သင်ဖို့ပြောနေရဆိုတာကနံပါတ်1တစ်ချက်ဆရာ writing သင်နေလို့online မှာသင်နေလို့ပြောတာမဟုတ်ဘူးဆရာဒီပြင် offline မှာလည်းဆရာtextbook grammar writing အကုန်လုံးကိုဆရာ main teacher နေသင်နေတာသူတို့လည်းရှင်းပြီးတော့ပြောတယ်ကလေးတွေကိုဆိုရင်ဆရာတို့စနေဟောင်းတော့ဆိုရင် essay letter မရလေဆရာတို့ရှေ့85မှတ်ထဲက85မှတ်ဘုံလုံးနီးပါးပဲပေါ့နော် okay အဲ့ဒီမှာဆိုရင်ဆရာတို့က80ဘိုးလောက်ထိ AC ရအောင်ဖြည့်လို့ရတယ်ပေါ့နော် okay ဘာလို့လဲဆိုလို့ရှိရင်မိကုန်းနေသည်ဆရာတို့ကဒီလောက်ဒီဆရာတို့ကchallenge ဖြစ်တဲ့ပုံစံတွေမပါဘူးပေါ့နော်အင်္ဂလိပ်စာတော့ခက်တော့ခက်တာပဲဒါပေမဲ့ဒီဟာကြတော့တော်တော်ကို vocabulary level ရလဲဆရာတို့က intermediate level လောက်ရှိတယ်နော်ဒီကြတော့strong ဖြစ်တယ်ပေါ့နော် okay သူရဲ့မိကုန်းပုံစံအဲ့ဒါကြောင့်မလို့ဆရာတို့ကဆရာတွေဆိုရင် writing ကိုမတင်ပေးလိုက်ဘူးပေါ့ပြီးကြရင်အဲ့ရှေ့ပိုင်းတွေဖြေခိုင်းတယ်โอเคအဲ့ဆိုရင်ဒါဆွေးနွေးစရာမရှိဘူးဆိုတော့ဆရာထပ်ပြီးတော့သွားမယ်ပေါ့နော်ဒီကြားထဲမှာဒီလိုမျိုးလေးမေးခွန်းမေးစရာရှိရင်ဆရာကိုမေးလို့ရပါတယ်ပုံပွင့်လေးတခြားမေးစရာရှိသိချင်တာလေးရှိရင်โอเคအဲ့ဆိုရင် number 1 what is essential writing နဲ့ပတ်သက်ပြီးဘာအရေးကြီးတာတော့โอเคနော်နော်အဲ့ဆို writing ရေးတတ်ဖို့ဆိုရင်ကဲဘာအရေးကြီးဆုံးပိုင်းတော့ပါကဲဆရာမေးပြီအဲ့ဆိုရင်ဆရာကိုဒီ chat box ထဲမှာ2မိနစ်လောက်အတွင်းမှာကိုထင်တဲ့အပိုင်းလေးရေးကြည့်ပါဦး language vocabulary grammar and idea နော် okay
okay တယောက်ကတော့ရေးပါပြီ okay grammar ဟုတ်တယ်နော် okay vocabulary idea grammar okay နော်ဒါရေးကြည့်ရတော့ okay information reading thinking ဟုတ်တယ်ကျွန်တော်ဖြည့်ထားတဲ့ဟာတွေ okay နော် okay အဲ့ဒါတခြားတငယ်ချင်းတွေလည်းကိုကရေးကြည့်တဲ့ဟာတွေထင်တဲ့ဟာတွေဖြည့်လို့ရပါတယ် okay နော်reading ideas and language skills okay အဲ့တော့အကုန်လုံးokay နော်အကုန်လုံးဖြည့်နေရလို့ပဲဟုတ်တယ်mission level G level နော် okay ရန်ရှင်း ideas and vocabulary okay နော် okay reading စာဖတ်ဖို့ကအရေးကြီးတယ် okay နော်ဒါတော့သူကတိုးတက်ဖို့အတွက်လုပ်လို့ရတယ် thinking problem thinking problem solving skill ဟုတ်တာပေါ့နော် okay okay ပါ copying okay အဲ့ဒီတယောက်ကနော်ငါတော့ဆရာအတန်းမြန်တက်ဖို့တာလားမသိ IV1 ဆိုဟုတ်လား ဟုတ်ပါတယ် okay နော်အဲ့ဆိုရင်စင်ပြေပါလေဗောနော် okay back sit လားသမီး record တော့မဆရာ record ပဲ recording okay ဒီပါအဲ့ဆိုရင်recording တက်တဲ့ကလေးကတော့ဆရာရဲ့အာဘောကိုသိနေမှာပါဗောနော် okay ဆရာ okay structure တဲ့ idea okay အဲ့ဆိုရင်ဆရာတို့က essential ရေးကြည့်တာသိပြီဆိုတော့ကဲမင်းတို့အတွက် what is difficult ခက်ခဲနေရခက်ခဲနေတဲ့အပိုင်းလေးလဲဆရာတို့ကပို့ကြည့်လို့ရပါโอเคနော်ဘယ်အပိုင်းကခက်နေအောင်ပို့အတွက်နော် okay ဘာခက်နေတာပေါ့နော် okay ဘာခက်နေတာနော် okay writing နဲ့ပတ်သက်ပြီးတော့ okay ပို့ကြည့်လို့ရပါတယ်ဒါ what is difficult ပေါ့နော်ခက်ခဲနေတဲ့အပိုင်းလေးကဲ okay intro ရေးဖို့တဲ့နော်အရင်ဆုံးစရေးတာကြည့်ပါပဲ intro ရေးဖို့တဲ့ okay ခက်နေတဲ့အပိုင်းလေးကိုထင်းတဲ့အပိုင်းလေးရောကွာဒီနော်အဲ့ကြောင့်ဘာလို့ဆရာတရားလေးမေးနေအောင်ဆိုမင်းတို့အတွက်ဒီအပိုင်းလေးခက်တာဘာလို့လုပ်ရမလဲဆိုတော့ဆရာကနေပြီးတော့တယောက်ရှင်းစီရာကိုဆရာကနေပြီးတော့လမ်းညွှန်မှုပေးလို့ရအောင်ပေါ့နော်ကိုခက်နေတဲ့အပိုင်းလေးကိုရေးပါ idea developing okay lack of experience ဟုတ်တယ်တွေ့ကြုံဒါကတော့ဆရာတို့က using formal words formal words ကြီးတုံးတတ်တာတုံးဖို့တဲ့ဒီနော် using formal word အဲ့ဆိုရင်ဆရာ using formal word ဆိုတဲ့အပိုင်းလေးကိုဆရာမှတ်ထားလိုက်မယ်နော် okay နော်ဒီလိုပိုင်းလေးကိုဆရာတို့ရေးထားပါဆရာခဏလေးဒီမင်းတို့ရဲ့တကယ်နေပိုင်းဒါပြပါမလို့ပါโอเคအဲ့ကြောင့်ဆရာဖြည့်ပေးခြင်းနဲ့နောက်ဆရာရဲ့ဆွဲထားတဲ့ထဲမှာမပါတဲ့အားလေးတွေဆိုရင်ဆရာမှတ်ပြီးတော့ထပ်ပြီးထည့်ပေးမယ်ပေါ့နော်တကယ်နေရာပိုင်းလေးကိုဆရာဘယ်လိုလုပ်ရမလဲဆိုတာလေးကိုပြောမယ်နော် using for informal word information လို့ခေါ်တယ်information သတင်းချက်လက်ဘူးတရာပေါ့ကွာဟုတ်တယ်နော် information idea developing lack of experience using formal word okay အဲ့အကုန်လုံးရေးလိုက်လားမသိဘူးဆရာခုမှဝင်လာတဲ့ကလေးဆိုလို့ရှိရင်ဒါ writing နဲ့ပတ်သက်ပြီးကိုယ့်အတွက်ခက်ခဲနေတဲ့အပိုင်းလေးကိုဆရာ message ပေါက်ကနေပို့ခိုင်းနေရပါတော့နော် okay ခုဘာလို့လဲဆိုလို့ရှိရင်ဆရာပြောသွားတဲ့အပိုင်းဒီမှာမင်းတို့အတွက်တချို့ပိုင်းလေးရဖြည့်ပေးဖို့ဆရာဆွေးနွေးဖို့လိုအပ်တဲ့အပိုင်းလေးကိုသိစေချင်တယ်မလို့ဒီမှာမေးနေရပါတော့နော်ဒီဆရာ okay knowledge and idea okay ဒီပါကဲအဲ့ဆိုရင်ဆရာတို့ကကဲအဲ့ဆိုရင်ဒီအပိုင်းလေးတွေရှိတယ်တကယ်ချင်းတွေရေးထားရလဲတကယ်ချင်းတွေနဲ့ရေးထားရလဲဆရာတို့ကဘာဖြစ်ပါโอเคအဲ့ဆိုရင်လာပါပြီโอเคအရင်ဆုံးဆရာတို့ကမေကုန်းလေးဖြည့်တာလားဆရာတို့ကကိုယ့်ရဲ့တနတော့အခက်ခဲတဲ့အပိုင်းလေးမှာဆရာဖြည့်ရှင်းချက်လေးပေးသွားလားမပေးသွားဘူးလားဆိုဒါလေးမှာနောက်ထောင်ကြည့်လိုက်ပါတော့โอเคဆိုရင်okay အဲ့ဆိုရင်ဆရာကဒီအပိုင်းလေးကိုမသွားခင် using formal verb ဆိုတဲ့အပိုင်းလေးကိုပြောထားတဲ့
တွန်းယူရထွေးလာမသိဘူးအဲ့ဒီအပိုင်းလေးဘာကြောင့်လဲကိုကနည်းနည်းလောက်လေဟိုဘာကြောင့်ခက်ခဲတယ်ဆိုတဲ့အပိုင်းလေး ဘယ်လိုဖြစ်နေရလဲ အဲ သမီးက grade 7မှာ သမီးက grade 7ဆိုတော့ formal နဲ့ informal စကားလုံးတွေကိုတေချာမတင်ဘူးသေးတော့သူတို့နှစ်ခုကိုသူတို့နှစ်ခုရဲ့အဓိပ္ပာယ်ကိုသိပေမဲ့ဘယ်လိုခွဲရမလဲမသိရ ဟယ်လိုတက်တန်ကြလားကလေးတို့ လိုင်းလက်သွားလို့ရှင် ဟုတ်ဆရာဘက်ကလိုင်းလက်သွားလားဆရာဘက်ကလိုင်းလက်သွားဆိုတော့ဆရာဘက်ကပြက်သွားလား ပြန် ဆရာခုနကတော့မိလိုက်တာ ကျွန်တော်က grade မှားတယ်ပြန် ကျန် ငါဒါပြော ကျွန်တော်က grade 7ပဲရှိသေးတော့အဲ့ informal နဲ့ formal ရဲ့စကားလုံးတွေကိုတေချာမတင်ဘူးသေးတော့အဲ့နှစ်ခွက်ရဲ့ကွာခြားချက်ကိုမပြောတတ်တာပေါ့ โอเคပါနော်ဟုတ်ပါတယ်ရှင်းနော်ဟုတ်ပါတယ်โอเคအစကြည့်ပါတယ်အဲ့ဒါ grade 7โอเคအဲ့တော့ဟိုဒါမှတ်သားမယ်ဆိုရင် grade 7နဲ့ကဒီလိုမျိုး writing ကိုလေ့လာရဲဆိုရင်အခုအတွက် introduction ကိုနော်โอเคဒါဆရာဘာလို့အောင်ဆိုလို့ရှိရင်ကလေးတွေကိုတခြား G12 ကလေးတွေကိုနော် G12 မှာအထက်တန်းကလေးတွေအဲ့လိုမျိုးလေးဆရာတို့ကဟိုကြီးကြီးတဲ့ဟာလေးကိုတခြားလေးပို့ပြီးတော့ quiz site စေနေတာပဲနော်โอเคလိုအပ်တာတော့ဟိုအလဲတန်းတွေကမဟုတ်ပါဘူးသူ level နဲ့သူ writing ဆိုတာရေးတတ်ခဲ့ရမှာပေါ့နော်โอเคနော်ဟိုဆရာတွေ့ရှိနေရတော့ writing တင်မှာဘယ်လိုဖြစ်တောင်ဆိုလို့ရှိရင်ဟိုဆရာ writing စတင်တဲ့ offline ကလေးဆိုရင်သူတို့ G10 ဆို G10 level စတင်လို့မရအလဲတန်းစာအုပ်ကိုဝယ်ခိုင်းရတာအရင်အလဲတန်းစာတချို့ဆိုရင်ဆရာတော့ဘာလို့ဆိုမူလာတန်း writing စာအုပ်ကိုဝယ်ခိုင်းတာနော်ဝယ်ခိုင်းပြီးမှအဲ့ဒီမှာရှိတယ်နော် my name is ဘယ်သူပါဆိုစတင်ဒါကကြောင့်သူတို့ကိုအပြစ်မြင်တာတော့မဟုတ်ဘူးပေါ့နော်ဘာလို့လို့ဆိုလို့ရှိရင်ဖတ်ထားလည်းမရှိခဲ့ဘူးရေးတာလည်းမရှိခဲ့ဘူးသူတို့အတွက်မှာ sentence structure ဆိုတာဘာတော့ရှေ့ကဆရာ writing အင်္ဂလိပ်စာသင်တဲ့ဆရာကပြောပြတဲ့ sentence ကိုပဲလိုက်ရေးတတ်တာစာပိုက်လေးရအောင်ပဲဆရာဖတ်ပြလို့ရေးတတ်နော်အဲ့ဒါတွေကတော့ဆရာသင်နေရတဲ့အခက်အခဲတွေဆိုတော့ကျောင်းသားတွေမှာတွေ့ရှိနေရတဲ့ဆရာတို့ပြဿနာတွေပေါ့နော် okay ပါအဲ့ဆိုရင်ဒီ writing မှာဆရာတို့က equation တစ်ခုရှိရပေါ့ဆရာရဲ့သင်တန်းတက်နေတဲ့ကလေးဆိုရင်ဒီ equation နဲ့တည်ပြီးသားပေါ့နော်ဘာအပိုင်းကဘယ်လိုဆိုတာကိုသူတို့ထဲအစင်းလေးလေးပလောဆုံးနေတယ်ဆရာရှင်းပြတယ်အခုကလည်းဒီအပိုင်းလေးကိုကသိအောင်ပေါ့နော် successful and effective writing okay အဲ့ဆိုရင်ဆရာကနေပြီးဒီကောင်ကိုလင်းလက်အိမ်လားမသိဘူးဘယ်လိုလို့ဘာသာပြန်မလို့ okay ဒီဟာလေးကိုဘာသာပြန်နေဆိုဆရာဟိုခက်ခဲလို့မဟုတ်ပါဘူးဒါလေးကိုသမီးမြင်နေဆိုဘယ်လိုဘာသာပြန်လိုက်မလို့ successful and effective writing ဆိုလင်းလက်အိမ်ဟယ်လိုကြားလားမသိဘူးဆရာအတန်းအဲ့ဆိုရင်ဆရာနောက်တစ်ယောက်ခေါ်လိုက်ပါနော်โอเคအဲ့တော့တစ်ရှယ်လာတော့မသိဘူးပေါ့နော်ကျောင်းသားထွေးဝင်လာမသိဘူးနော်โอเคတစ်ဟုတ်တစ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဗျဒီဟာဘယ်လိုပဲဘာသာပြန်လို့ဒါဘာသာပြန်လို့ဆိုတော့ပြီးကြရင်ကျွန်တော်ရဲ့အယူဆနဲ့ပြောချင်လို့ပေါ့နော်ဒါကတော့ဟို sharing လုပ်ချင်လို့ပေါ့နော်ဒါဘယ်လိုဘာသာပြန်လို့ရမလို့ successful and fair writing ဆိုတာလေသမီးထင်တဲ့ဆရာဟောပါလေထိရောက်ပြီးတော့အောင်မြင်တဲ့writing တစ်ခုဆိုတာအဲ့လိုမျိုးထင်နေဟုတ်တယ်နော် successful ဆိုတာကအောင်မြင်တော့ပေါ့ okay ပေါ့နော်ဒါရဲ့ဘာသာပြန်လို့ဆိုဒါကတော့ဒါလေးကိုဒါရဲ့ဘာသာပြန်တဲ့ဟာလေးကိုပြောပါနော်အောင်မြင်တော့ okay နော်ဟိုဒါကကြောင့်ဘာလို့ဆိုလို့ရှိရင် effective ကဘာလို့ထိရောက်โอเคနော်အဲ့ဆိုရင်မြင်တာအောင်ပြောမယ်ဆိုဒါကိုဆရာအနေနဲ့ပြောမယ်ဆို successful ဆိုတာsuccessful ဆိုတာရေးတာပေါ့နော်ရေးတာကို successful ရေးတာဆိုတော့စာပါတာပေါ့ကွာနော် okay အဲ့မြန်မာလိုဆရာရဲ့ဘာရှင်းပေါ့နော်စာပါပြီးနော် okay နော်စာပါပြီး okay နော်စာပါတော့ပေါ့နော်ပြောချင်တာကတော့ကိုရေးအင်္ဂလိပ်လိုရေးတာဆိုအင်္ဂလိပ်လိုစာပါတော့တာပေါ့နော် effective ကြတော့ဘာလို့မှန်ကန်တော့ okay နော် okay ထိရောက်တော့ဆိုဘာလို့စာလည်းပါတယ်ဒါပေမဲ့မှန်ကန်ဘူးဆိုလေအဲ့ဒီ writing မှာအောင်မြင်တဲ့ဒီလိုမျိုး writing မဖြစ်ဘူးပေါ့အဲကြောင့်စာပါပြီးတော့မှန်ကန်တဲ့ writing ဖြစ်ဖို့ဆိုလို့ရှိရင်ဒီ equation လေးကိုကြည့်ရအဲဆို equation လေးကဒါလေးကိုစာပါတော့နော်ရေးတယ်နော် okay နှစ်ခုပေါင်းမှပေါ့နော်စာလည်းပါမယ်မှန်လည်းမှန်ကန်ရမယ်မှန်ကန်တဲ့စာတော့ပါတယ်ဒါပေမဲ့နည်းနေရမျိုးတော့ကြောင့်လေဟို G12 level နဲ့အဆင်ပြေဘူးပေါ့ဒါပေမဲ့အမှတ်ရဖို့အတွက်ကတော့နည်းများဆရာတော့ဟိုဆရာရဲ့စောင့်ပုတ်ကလေးတစ်ခုရှိရယ်နော် okay ဘာမှမရေးအမှတ်ဘာမှမ
နော်ဘာမှမရေးရင်ဘာအမှတ်ပေးလို့မရဘူးပေါ့နော်โอเคအဲ့ဆိုရင်နှစ်ကြောင်သုံးကြောင်ရေးတစ်မှတ်ပေးပေါ့လေးကားညာရေးနှစ်မှတ်ပေးပေါ့โอเคဘာလို့လဲဆိုအဲ့တစ်မှတ်နှစ်မှတ်ဆိုတာက initial letter မှာတစ်မှတ်ရဖို့အများကြီးကြိုးစားရတယ်နော်အများကြီးကြိုးစားနော်โอเคစလုံးပေါင်းမှားသွားရင်လည်းမရဘူးကွာနောင်နော်โอเคခြေတာလွဲသွားရင်လည်းမရဘူးဆိုတော့အဲ့ကြောင့်နှစ်ကြောင်သုံးကြောင်ရေးတစ်မှတ်ပေးနော်လေးငါးကြောင်ရေးနှစ်မှတ်ပေးဆိုဆရာပြောလိုက်တာအဲ့ကြောင့်ဒီမှာကျတော့အမှတ်များများလို့ခြင်းတဲ့ကလေးကြောင့်စာပါပြီးတော့မှန်ကန်တဲ့ writing တွေဆို equation လာပါပြီနံပါတ်1 language skill လိုပါတယ်ဘာလို့လဲဆိုရင် language skill okay နော်အဲ့ဆိုရင်နံပါတ်2ပြီးတော့ခါကြတော့ equation ဆိုတော့ခါကြတော့ဒီအကုန်လုံးပေါ့မှာတွေ့ရလဲဘာလို့လဲဆိုရင် writing theory concept ဆိုတဲ့အပိုင်းလေးလိုပါတယ် writing theory concept ဆိုတဲ့အပိုင်းလေးလိုပါတယ် okay အဲ့ကြတော့ဒါကဒီထဲမှာဆိုတော့ကျွန်တော်ကပေါ့နော်အဲ့ဆိုရင်ဆရာမတွေ writing theme ဆရာမတွေပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒါလေးကိုကိုမြင်တယ်လို့ပြန်ပြီးယူသုံးတာဖြစ်ဖြစ်စင်ပြီးလုပ်လို့ရပါတယ်ပေါ့နော် okay ဒါကဘာလို့ဆိုရင်ကလေးတွေကို writing တင်ပြီးဆိုလို့ရှိရင်အရင်ဆုံးပြောရမယ့်အပိုင်းပေါ့နော် okay နော်နောက်တစ်ခုကကြောက်ဆိုတော့ knowledge ဘူဒ္ဓရရှိရပါမယ်နော် okay ဘူအပြင်ဒီဟာလေးမပြောခင်ဟုတ်ဆရာတို့ okay ဒီဟာလေးမပြောခင်ဆရာတို့ကဘာလို့ဆိုလို့ရှိရင်ဘာအရင်ဆုံးသိရမှာဆိုလို့ရှိရင်အရင်ဆုံး writing တင်တာဒီတခြားဘာသာတွေတင်လို့တင်နေဆိုတော့ကျောင်းသားနဲ့ဆရာနှစ်ယောက်ပေါ့နော်ကျောင်းသားနဲ့ဆရာပေါ့ okay student and teacher အဲ့ဒီ equation လေးမပြောခင်အရင်ဆုံးဒါလေးအရင်ဆုံးပြောလို့ရှိရင်ပို့ပြီးတော့ဆင်း okay ပထမဆုံးပြောမှာဒီပထမဆုံးသိထားမှာပေါ့နော်ပြောရမှာဆိုတာသိထားမှာ writing တင်တာဒီဆရာတို့ကဘန်ဟိုတွေဆိုတော့ chemistry တွေသင်ရှားရေးတင်တယ်လို့ပြောရင်ဘန်ဟိုတင်တယ်လို့ဒီနေ့တက်လိုက်တဲ့ဟာကိုမနေ့ပြန်မှာပြန်မေးလို့မရပါဘူးနော်ပြောချင်တာကတော့ဒီနေ့တင်လိုက်တဲ့ဟာမနေ့ပြန်မှာမနေ့ပြန်နဲ့ result မထွက်ဘူးပေါ့ပြောချင်တာစုပေါင်းပြီးမှ result ကထွက်လာတာမျိုးနော်ကြားတယ်ပေါ့နော် okay ဒီနေ့တော့ lesson တစ်ခုတင်လိုက်တယ်ဒါပေမဲ့ next ပြန်မှာ writing ရေးတတ်သွားမယ်ဆိုတော့နော် letter essay ရေးတတ်သွားမယ်ဆိုတာမျိုးဆိုတော့ခဲရင်းနေပေါ့နော်ခဲရင်းနေ okay အဲ့ဒါဆိုရင် student နဲ့ teacher ဒီနှစ်ယောက်စလုံးဒီဘာဖြစ်ရမှာဆိုလို့ရှိရင်50%ပေါ့နော်ဆရာဘက်ကလည်း50%ကျောင်းသားဘက်ကလည်း50%အားဆိုင်မှရမှာပါ okay နော်ဆရာကမှတ်တာပါwriting တန်ဘယ်တင်နာမဲ့တက်တဲ့နော်ဒါနော်ကိုကကျောင်းသားဖြစ်နေဖြစ်ကိုကဆရာဖြစ်နေဘယ်တင်နာမဲ့တက်တဲ့ကိုဘက်ကအားဆိုင်ထုံးမှုမပါဘဲနဲ့ရတော့ writing ရေးတတ်မှာမဟုတ်ပါဘူးနော် okay ဘာလို့လဲဆိုရင်သူဒီ productive skill ဆိုတဲ့ကိုရှိရထုတ်ရရမှာဘယ်လောက်သင်နေဆရာကောင်းရေးတတ်မှာမဟုတ်ပါအဲ့ဒီ okay အဲ့ကြတော့ 50% ရှိရokay အဲ့ဆိုရင်ဒါကတော့ဆရာနဲ့ကျောင်းသားဆိုရင်လောက်ရမှာအဲ့ဆိုရင်ဒီ writing skill တော့total ဖို့အတွက်ဆိုရင်ဒီစာပါတော့မှတ်ကန်တော့ဟာဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒီသုံးပိုင်းလို့အဲ့ဆို language skill ဆိုတာဘာတော့နော်ဆရာပြောတော့မယ် okay အဲ့ဆိုရင် language skill ဆိုတာတားရတယ်အောင်မသိဘူး vocabulary grammar, literature. vocabulary grammar အဲ့ကြတော့ vocabulary grammar ဆရာတို့ကစတဲ့ okay developing နေတာကကဲအဲ့ဆို knowledge ဘဝတုဒ္ဒဆိုတာတော့ကဲဘယ်အပိုင်းတော့အများကြီးထင်နေပြီ G10 11 12ဘာတော့ဆိုရင် textbook ကိုပိုင်ရအောင်ဒီနော်စိတ်မကောင်းစွာနဲ့ဒီတွဲတက်လာတဲ့ကလေးရောက်လာတဲ့တော်တော်များများဒီ10မှာရှိတဲ့ unit 12ခုလုံးနဲ့ပိုင်တာမပြောနဲ့12ခုလုံးခေါင်းစဉ်တော့မသိခဲ့ပါဘူး11တက်လာတယ်11နေတွဲတက်လာတယ်11မှာရှိတဲ့ unit 12ခုလုံးကိုသူတို့မှာဖတ်ခဲ့ဖို့သူတို့မှာဘူးသူရဖတ်ခဲ့ဖို့သူတို့မှာမရှိခဲ့ပါဘူးအဲ့တော့တွဲကြတော့ကဲအဲ့ဆိုရင်ဒီမှာ G11 နေဖြစ်ဖြစ် G12 တွေဖြစ်ဖြစ်ပေါ့နော်G12 တွေတက်တော့မှကလေးဖြစ်စီဥမာဖြစ်ဒီခေါင်းစဉ်လေးကိုဆက်ပါကဲဒါလေးကိုဖတ်ကြည့်ပါဦးဗာလေးတော့ခေါင်းစဉ်လေး Preparation. The affairs of sleep deprivation အေးပြက်ခြင်းရဲ့တက်ရောက်မှုများအေးပြက်တာဆိုစိုးကျိုးပေါ့ကွာအေးပြက်ခြင်းရဲ့စိုးကျိုးတက်ရောက်မှုများကဲအဲ့ဆိုရင်ဒီအေးပြက်ခြင်းဆိုတဲ့ unit ကို G11 မှာပါခဲ့ဦးလားဆိုတော့ ပါခဲ့တယ် ပါခဲ့ခင်ဗျာ ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲ
အဲ့ဒီဒီ level မှာရှိရဲ့ textbook ကိုသူကတေချာဖတ်ခဲ့လားဆိုရင် မဖတ်ခဲ့ဘူး မလဲပါဘူး မဖတ်ခဲ့ဘူးလေအဲ့ဒါနော် okay အဲ့ဆိုဆရာဆိုအခုဒီ level တွေကို textbook သင်နေ email ဆရာဒီ level တွေကို textbook ဆရာ grammar writing မှာသင်တခြားဆရာကဒါပေမဲ့အခု writing မှာကိုကန်တဲ့အခါမှာသူတို့ကို unit 1နေပြီးတေချာဖတ်ခိုင်းနေနော်ဘာသာပြန်အနည်းဆုံးတော့ကွာဘာသာပြန်လည်းသိရမယ်ပေါ့နော်ဘာသာပြန်တော့အနည်းဆုံးပေါ့ဒါပေမဲ့ဘာသာပြန်တော့မသိခဲ့ဘူးဆိုတော့ခါကျတော့သူတို့မှာဘူးသူရဆိုတာဘာမှမရှိတော့ဘူးလေသူတို့တွေဒီတွက်မြာ state deprivation နဲ့ပတ်သက်ပြီးတော့စလုံးတွေမပါဘူး vocabulary မပါဘူးကွာအဲ့ကြောင့် vocabulary မသိတော့ဘူး idea ဆိုတာပို့ဝေးပေါ့နော် okay နောက်တစ်ခုကနော် okay ဒီလိုမျိုးပေါ့ affect ပေါ့ကွာ affect ပဲရေးလိုက်ပါမယ် okay definite face ပေါ့ဒီ hello b 5.7ကဲဖတ်ကြည့်လိုက်ပါ Effect of globalization ပါ globalization ဆိုတာ မြို့ပြတည် ကဘာလုံးဆိုင် ကမ္ဘာ ရာ လုံး ဆက်သွယ်မှုတွေပြုလုပ်လို့ ကမ္ဘာလုံးဆိုင်ရာဘာဖြစ်လာချင်းပြန့်နှံ့လာခြင်းเนาะ okay ဒါပေမဲ့ globalization ဆိုတဲ့ခေါင်းစဉ်ကဒီ level မှာပါတယ်ဘယ်ဘာလေးလဲတော့အဲ့တော့ globalization ရောပါ အစားအသောက်တွေပါဆရာ good ဟုတ်ဘူးလားသူကကမ္ဘာလုံးဆိုင်ရာပြန့်နှံ့တဲ့အခါမှာသူကခါရှာတွေရှိတယ်ယဉ်ကျေးမှုတွေရှိတယ်เนาะဝတ်ထေတွေရှိတယ်အဲ့ထဲမှာကျအစားအသောက်တွေပြန့်တယ်ဒါပေမဲ့ globalization ကောင်းကျိုးကဘာလို့ဆိုရင်အစားအသောက်ပေါ်မူတည်ပြီးတော့ဆိုတော့ရေးလို့ရတယ်ကွာခါရှာပေါ်မူတည်ပြီးတော့နည်းနည်းရေးလို့ဒါပေမဲ့တေချာတော့ globalization of food တောင်မှသူကမဖတ်ခဲ့တဲ့ကွာကို့အတွက် knowledge တော့ဘူးဒရာကရှိမှာမဟုတ်တော့ဘူးပေါ့နော်ရှိမှာမဟုတ်တော့ဘူး okay ကဲအဲ့ဆိုရင်ဒီလိုမျိုးရှိဖို့အတွက်ဆိုရင်ခု G11 တက်နေ G10 တက်နေဒါမှမဟုတ် G7 တက်နေပြီခု textbook ပန်အောင်လုပ်ခဲ့ပါနော် okay ပန်အောင်လုပ်ခဲ့ဆိုတော့နော် just is it not just for exam နော် somewhere အတွက်ပဲမဟုတ်ဘဲねကိုအတွက်တကယ်ပန်အောင်ဘူးဒရာရအောင် vocabulary မှတ်ခဲ့အဲ့တော့ grammar တွေမှတ်ခဲ့ sentence structure တွေမှတ်ခဲ့ရမှာပေါ့နော် okay မှတ်ခဲ့ရမှာအဲ့ဆိုရင်ကဲအဲ့ဆိုရင်ဒီသုံးပိုင်းရှိတဲ့ထဲမှာ language skill ဆိုတဲ့အပိုင်းရယ်အဲ့ဆိုဒီသုံးခုရှိမှာဆရာတို့ကဘာလုပ်တတ်မှာလဲဆိုရင် writing တစ်ခုစာပါပြီးမှန်ကန်တော့တစ်ခုဖြစ်မှာဆရာဆိုရင်ဥပမာတစ်ခုပေးတယ်ဆိုလို့ရှိရင်နော် okay မြင်တာအောင်ပေးမယ်ဆိုရင်ဘယ်အပိုင်းတစ်ပိုင်းလိုအပ်ပြီဆိုရော့သွားမှာပေါ့နော်ရော့သွားမှာဒီနော်ဟိုရေးလို့မရအစာပါတာမှန်ကန်တာမဖြစ်တော့ဘူးပေါ့မှန်ကန်တဲ့စာပါရင်လည်းမှန်ကန်မှုဖြစ်တော့ဘူးမှန်ကန်ရင်လည်းစာပါတာနည်းမယ်ပေါ့အဲ့ဆိုဥပမာပြမြင်တာအောင်ပေးမယ်ဆိုရင်အမေရိကန်တက္ကသိုလ်မှာတက်နေတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်တက္ကသိုလ်ကျောင်းသားတစ်ယောက်အဲ့ဆိုအမေရိကန်ဆိုအင်္ဂလိပ်စကားပြောတယ် language skill ရှိနေကွာ vocabulary grammar sentence structure ရှိနေ writing theory concept တွေလည်းရှိနေပြီးကြ writing theory concept ဆိုတဲ့ဆရာရှင်းပြဦးမယ်နော် writing theory concept တွေလည်းရှိနေဒါပေမဲ့ဘာမှမရှိသူ့ကိုဆရာရေးခလိုက်ပါတို့ပန်ထွာဘေးရင်မှာအကြောင်းကြီးခလိုက်ပါကြားဘူးလားပန်ထွာဘေးမှာမလို့ပေါ့လေလေ ရောက်ပါတယ် ရောက်ပါတယ် သူရေးရမယ်ချင် ဒီမှာဘူး ဘာလို့တော့ဘာမရှိဘူးတော့ knowledge မရှိ knowledge မရှိ information information ပေါ့တော့ information မရှိဘူးလေ okay နော် information မရှိဘူးလေဒီနော်မင်းတို့မင်းကြောင့်ရေးခလိုက်မယ်မနိစန္ဒာကြောင့်ရေးခလိုက်မယ်နော်ဘယိနာအောင်ကြောင့်ရေးခလိုက်မယ်သူရေးတတ်ပါမလားနော်မရေးတတ်ဘူးလေခုက effective writing မဖြစ်တော့ဘူးလေဒီနော်အဲ့ကြောင့်တပိုင်းချင်းစီကဘာဖြစ်နေရ okay အဲ့ကြောင့်ကောင်းစွာနဲ့ပဲ grade 10 11 12ကိုဘာလို့တော့ရှေ့ခံပြီးတော့မေးတာပေါ့ကွာမေးတာပေါ့အနည်းဆုံးတော့ပေါ့ကွာဆရာတို့ဟို generally ပေါ့နော် okay အဲ့တော့ခေါင်းစဉ်တော်မှာတို့ကဟိုဘယ်မှာရှိတဲ့ idea တော့မသိဘူးဆို idea စဉ်းစားဖို့ဆိုတော့ vocabulary သိမှာမဟုတ်ဘူးအဲ့တော့ knowledge လဲလို့လေအဲ့ဒါ knowledge ဆိုတော့သူသဖြင့်တော့10 11 12မှာရှိတဲ့စာအုပ်တွေသိချပြက်ဖက်ခဲ့ပါ10ဆိုတော့10စာအုပ်11ဆိုတော့11စာအုပ်12ရတော့မဖတ်လို့မရတော့ဘူးလीနော်12ရတော့ဆရာတို့က unit 12ခုလုံးကိုသိချဟိုသိနေမှရမှာဆိုတော့မလုတ်ဘူးတာမရှိဘူးဒါပေမဲ့10 11ကမလုတ်တာတွေတွေ့ရတယ်အဲ့တော့ကိုပြင်လို့ရမယ်ပိုင်းရှိမယ်အဲ့ဆိုရင်ဆရာတို့က writing theory concept ဆိုတာဒီအဲ့ဆိုရင်ဆရာတို့ကဒီမှာအခုဆရာတို့ဒီ right သင်တန်းလာတဲ့ကလေးလေဆရာ grammar သင်ပေးမယ် vocabulary ဒီစက်လုံးသင်ပါဟေးလို့ဆရာပြောလိုက်တာလားဘာအတွက်ပြောတောင်ဆရာဒီ resume လောက်ရတဲ့အကြောင်းရင်း ဟုတ် ဆရာသင်မယ်ပိုင်းလား knowledge အပိုင်းလား writing theory concept ဆို idea developing ပိုင်းလားဘယ်ပိုင်းလို့ဆရာဒီ zone လောက်ရတဲ့အကြောင်းရင်း idea ဟုတ်ပြီ idea ဆိုရင်ဘာလို့ idea developing လုပ်တာလို့ဆိုရင်ဆရာတို့က
ပြောမယ်ဆိုလို့ရှိရင် writing တိုးတက်ဖို့ဆိုရင် great writing series ရှိတယ် effective writing ဆိုပြီးတက် series ရှိတယ်အဲ့ဒါသူဒီ concept တွေ theory ဆိုတာ idea ဘလို့စာကြောင်းတစ်ကြောင်းကြီးဘလို့ရေးရမယ်ဘလို့ရေးရမှာဆို grammar နီးကြသွားတယ်ပဲဒီစာကြောင်းဘာကြောင့်ရေးတာဒီထောက်ပံ့ပေးတဲ့ intro ကဘလို့ရေးမှာဆိုတော့ဘာလို့ရှင်းပြလမ်းညွှန်ချက်တွေဥပမာပြော theory concept တွေတေချာတာအဲ့ဒီလိုမျိုး theory concept တွေကိုဖတ်ဘူးတဲ့ဆိုလက်လန်းမိတယ်ကလေးအတွက်လက်လန်းမိတာမျိုးရှားတယ်ဆရာတို့ရဲ့ textbook ထဲမှာလည်းအဲ့လိုမျိုး essay တစ်ပုဒ်ကိုဆရာတို့ကအစအနေနော်ခေါင်းအစရှေ့အဆုံးဘယ်လိုရေးရမယ်ဆိုတဲ့အပိုင်းမရှိပါဘူးနော်မရှိပါဘူးဆရာပြောနိုင်လားโอเคနော်မပါဘူးပေါ့နော်မပါတော့ခကြောင်သူတို့ကလေးအများစုအခုတော်ကြတယ်ဆိုတာသူတို့အတွက်အခက်အဆင်ပြေမဲ့အပိုင်းကဘယ်အပိုင်းတော့ဆိုလို့ရှိရင်ဒီအပိုင်းမှာအဆင်ပြေတယ်ဆိုတာဆရာတို့ကသူတို့အတွက်ဘာလို့ဆိုလို့ရှိရင်ရနိုင်မဲ့အပိုင်းဒီအပိုင်းကရမယ်ဆိုလို့ရှိရင်နောက်တစ်ခုကကြောင့် knowledge ဘူးသူတော့ရှိလိမ့်မယ်ဘာလို့ဆိုရင် time level ကိုပိုင်ခဲ့တဲ့ကလေးဒါပေမဲ့သူတို့မှာအဲ့ဒီ writing theory concept မရှိဘူးဆိုလို့ရှိရင်ရေးတတ်ဖို့ခဲရင်ပါလိမ့်မယ်နော်ရေးတတ်ဖို့ခဲရင်ပါလိမ့်မယ်အဲ့တော့ဆိုတော့အဲ့လိုမျိုးဥစ္စာတွေကိုရေးတတ်ဖို့ကြောင့်ဘာလို့ရအောင်ဆိုလို့ရှိရင်နံပါတ်1သင် writing တက်ကိုတင်ရပါတယ်နော် okay grammar တင်တာမျိုးမဟုတ်ဘူးနော် vocabulary တင်တာမျိုးမဟုတ်သေးဘူး sentence structure တင်တာလည်းမဟုတ်ဘူး paragraph ဘယ်လိုဖွဲ့မှာတော့ essay format ဘယ်လိုရှိရတော့ problem solving skill ဘယ်လိုရှိရတော့အဲ့ဒီမှာရှိတဲ့ supporting sentence ဘယ်လိုရှိရတော့ topic sentence ဘယ်လိုရှိရတော့နော် okay conclusion sentence ဘယ်လိုရေးမှာတော့နော် conclusion sentence တွေမှာဆရာတို့က conclusion survey တွေဘယ်လိုရေးတာတော့အဲ့ဆရာပြောသွားတဲ့ဟာတွေဒီ writing theory concept ဆိုအဲ့ဒီစာအုပ်တွေကပါတယ်အဲ့ကြောင့်ကိုကအဲ့ဒါရောနားမထောင်ဘူးသေးဆိုရင် writing တင်တဲ့ navigation ရှယ်မတက်ဘူးဆိုလို့ဆရာတို့ကခံမှန်းလို့ရပါတယ်ဗျာအဲ့ဆိုရင်ဘာလို့ဆရာကနေပြီးတော့တက်ခိုင်းတာလို့ဆိုရင်ဒီဆရာတို့ကတင်တန်းတက်ဖို့လိုအောင်ဆိုတော့ဆရာပြောမယ်ပေါ့တင်တန်းတက်ဖို့ဆိုတာဆရာတင်တန်းမဟုတ်ဘူးเนาะအဲ့ဆိုရင်ဒီမှာ writing vocabulary concept နဲ့ဆရာတို့ကဆရာနဲ့ကျောင်းသားနဲ့ကိုတို့လည်းပဲဆရာ90ရာခိုင်နှုန်းကျောင်းသား90ရာခိုင်နှုန်းဆိုတာဒါ general ခွဲတာဆရာနဲ့ကျောင်းသားတွေကိုခွဲမယ်ဆိုရင်ဆရာတို့ကကျောင်းသားကဆရာတို့က90ရာခိုင်နှုန်းဆရာက90ရာခိုင်နှုန်းပါဘာလို့လဲဆိုလို့ရှိရင် vocabulary ကဆရာတင်တန်းစာသင်ခန်းထဲမှာမဟုတ်ဘူးအပြင်မှာလည်းဆရာတို့ကတို့လည်းပဲဒီတန်းတော့စာတွေပြန်လေ့လာဖြစ်အပြင်စာတွေဖတ်တာဖြစ်လောက်ရမှာပါโอเคနော်အဲ့ဒါနောက်ခုအဲ့ဆိုရင် knowledge ကတော့ဆရာတို့ကအဲ့ဆိုရင် knowledge ကလည်းဆရာတို့ကတူတူခွဲလို့ရပါတယ်နော်ဆရာနဲ့အကြောင်းသားနဲ့အေးနော်တောင်းဆရာနဲ့အကြောင်းသားနဲ့ကျန်level ပေါ်ရှိကံပြီးတွက်မယ်ဆိုရင်တော့ဆရာတို့ကနည်းနည်းနဲမယ်ပေါ့ဒါပေမဲ့ဆရာနဲ့အကြောင်းသားနဲ့အတူပါပဲနော်90ရာခိုင်နှုန်းဆရာပြောတာတွေနားထောင်လို့ရမယ်နော်အကြောင်းသားဒါပေမဲ့ essay ဒီကောင်ကကြောက်ဆရာတို့ကဘာလို့ဆိုလို့ရှိရင်ဆရာအတိများပါတယ် teachers ဆရာ95ရာခိုင်နှုန်းပေါ့ကွာဒါပေမဲ့95ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းအဲ့ဆိုဆရာရဲ့တာဝန်ကဘယ်အပိုင်းမှာအများဆုံးလို့ဆိုတော့ဘယ်ဘက်မှာအများဆုံးနော် language skill ရှိရယ် writing theory concept ရှိရယ် knowledge ရှိရယ်ဘယ်ဘက်မှာအများဆုံး writing theory concept language skill grammar ဘာလို့ကလေး grammar သင် ကျွန်တော် letter essay ဆိုတာ grammar တွေ vocabulary သိတယ်ဒါပေမဲ့ဘာလို့ကလေးတွေကိုဆရာနေပြီးတော့ဆရာရဲ့ဒီ content တက်တော့မှာတင်တဲ့ video တွေပေါ့ line 1တင်တဲ့ကိုတင်တန်းတက်ခန်းလို့ပြောတာဒီနံပါတ်1တစ်ချက် writing တင်တာဆရာတော်တည်းမဟုတ်ဘူးတက်တော့မှာဆိုတာ line 1မှာ online class နဲ့တင်တာဆရာတော်မဟုတ်ဘူးအကြောင်းဆရာတင်တန်းကြည့်မဟုတ်ဘူးလို့နံပါတ်1ချက်သိရမယ်နော်ဘာလို့ဆိုရင်ဟာဒီ writing ဆက်စီတက်မှရမယ်လို့ဆိုတဲ့သဘောမျိုးဆရာလုံးဝမပြောဘူးအဲကြတော့ဒီအပိုင်းတွေဆရာတင်တဲ့ခါမှာနော်ဒီအပိုင်းတွေဆရာတင်တဲ့ခါမှာအဲ့တော့မင်းတို့မေးရတဲ့သေးဘူးဆိုတာဒီ writing theory concept တွေဆရာတို့ကကိုမှမရှိသေးလို့ရေးဖို့ခဲနေတယ်ဖြစ်နိုင်တယ်နော် language ကြီးရသွားပြီဆိုလို့ရှိရင်ဒီနော်အဲ့တော့ဒီအပိုင်းတွေတင်တဲ့ခါမှာပါโอเคနော်အဲ့ဆိုရင်โอเคအဲ့ဆိုရင်မင်းက writing theory concept တွေကဆရာတို့ကရထားပြီဆိုလို့ရှိရင်တို့ကဘယ်လောက်တောင်မြင်လို့ဆိုရင်ဒါဆရာရဲ့ပို့တွေ့ရှိချက်ပေါ့နော်ကလေးဆရာတို့ကဒါဆိုရင်2လပိုင်းဒီဖြည့်ပြီးသားကလေးပေါ့နော်16ရဲ့2လပိုင်းပေါ့နော်16ရဲ့2လပိုင်းမှာဆရာတို့ကကလေးအပြင်တင်တန်းအပြင် offline ကပေါ့နော်ဆရာတင်ငယ်ချင်းရဲ့ကလေးတွေကိုဆရာတင်ဖို့ဖြစ်လာတယ်ပေါ့နော်ဖြည့်ရမှာ17ရဲ့3လပိုင်းအဲ့ဆိုရင်တလားကျော်တော့မကျန်တဲ့အချိန်တွေသူ့ကိုဆရာတို့ကတင်ဖို့ပြောတဲ့ခါမှာဆရာဒီအပိုင်းကိုရလာမိလိုက်ပါတယ်language skill ဆို grammar vocabulary sentence structure ပြန်တင်စရာမလိုဘူးမလား
မလိုပါဘူးဘာလို့လဲဆိုရင်ကလေးတွေကအမှဟိုဆရာမေးလိုက်တဲ့ခါမှာအကုန်လုံးက active passive လည်းသိတယ် subject verb object လည်းသိတယ်နော် main verb time busy adverb တွေလည်းသိတယ်သူတို့မြန်မာလိုစာကြောင်းရေးခိုင်းမယ်ဆိုရင်ဟိုသူတို့ရေးလာတယ်မှန်တယ်အဲ့ခါမှာ writing theory concept ပဲသင်နိုင်တဲ့အခါမှာအဲ့ဒီလောက်အတွင်းအချိန်တွေမှာတော့သူတို့ဘာဖြစ်သွားအောင်ဆိုရင်အကောင်းကြီးပေါ့မဟုတ်ဘူးပေါ့ကွာအကောင်းကြီးဆိုတာကတော့တကယ် pro level ကြီးတော့မဟုတ်ဘူး G12 level မိကိုဆရာတို့ကဖြည့်လို့ရတဲ့အနေထားအမှတ်ရအောင်9မှတ်ကနေ7မှတ်ချရအောင်ဖြည့်လို့ရတဲ့အနေထားဖြစ်သွားပါလေဒါကဆရာကိုယ်တိုင်တွေ့ရှိရရှက်ဒါကဆရာတင်တာဟိုဖြစ်လို့ပြောတာမဟုတ်ဘူးကလေးတွေမှာဒီအပိုင်းရှိလိုက်ပြီဆိုရင်အလွယ်ကူဆုံးတက်လို့ဟိုဒီဆရာဘက်ကပေးရမယ် writing theory concept ပိုင်းပါလို့ရှိရင်ရပြီဆိုအဲ့ဒါဒီဟာလေးနဲ့ပတ်သက်ပြီးဆိုတော့ဘာလေးဆရာကိုဆွေးနွေးနေတာရှိတော့ကလေးတို့ ရှိပါ ဟယ်လိုโอเคเนาะမေးလို့ရတယ်เนาะမေးလို့တခြားเนาะဆရာတန်းနေမှာကွာဇွန်တန်းနေမှာ73ယောက်12ယောက်ရှိပါเนาะဆရာပါလို့73ယောက်ဆိုโอเคမရှိဘူးပေါ့တကယ်မရှိဘူးပေါ့ဒါလည်းခါရှာတစ်ခုပေါ့နော်မြန်မာရှေ့တောင်ရှာမှာရှိတဲ့ကလေးတွေကနံပါတ်1စာမေးခံမှကြောက်တယ်နံပါတ်2ဆွေးနွေးရမှာအဆင်မပြေဘူးပေါ့နော်ဒါကတော့ဆရာတို့တော့အတိုင်းပါပဲနော်โอเคတခုဆွေးနွေးဖို့ဆိုရင်လက်တွေရှိတုံးရလေတော့အများကြီးရှေ့မှာပြောရတာငါပြောတော့ပြောစရာတော့ရှိတယ်ကွာနော်မေးစရာတော့ရှိတယ်ဟုတ်လား ပါတယ် မေးစရာတော့ရှိရငါမေးလိုက်တဲ့အမေကုန်းဒီတခြားလူတွေကတီဗီသားမေးကုန်းကိုလာမေးနေရဖြစ်သွားနံပါတ်1တရှိရင်တော့ဘာကလေးလာရင်နော် writing အောင်ဒါ speaking တော့ဘာလို့လုပ်ပြီးဆိုလို့ရှိရင်လုံးဝရှက်လို့မရဘူးနော် writing ဆိုလည်းမှားမှာကြောက်လို့မရဘူးနော်မှားမှာကြောက်မရေးတတ်နော် okay ကဲ စင်န အဲ့ န်း ဆို တ ရင် တ်ဖို့အတွက်က time management တွေအဆင်မပြေဘူးဆရာစင်နန်းတတ်ဖို့အဆင်မပြေဘူးအိမ်မှာပဲ self study လုပ်လို့မရဘူး အော်အိမ်မှာပဲ set story အိမ်မှာပဲ လုပ် self လို့ study လုပ်ကြည့်တယ်ဆရာဟုတ် ဟိုသင်တန်းမတက်ဖ ೇನೆ ဟုတ်တယ်မလား ဟုတ် အဲ့လို ကဲ့ မေးရတာမသိဘူးရတာပေါ့ရတာ ဟုတ် ပေါ့ ပါတယ် နော် ဆရာ နံပါတ်1တရှိဆရာတို့ကအဲ့တော့ဆရာတို့ကောင်းကျိုးဆိုးကျိုးပြောမယ်ပေါ့နော်သင်တန်းတက်ရင်ဆရာတို့ကနံပါတ်1ကောင်းကျိုးကတော့ဆရာတို့ကစစ်ဟိုဒါကတော့အခု writing တင်နေဆို2လ3လတင်နေဆိုအရှိန်တိုတွင်းဆရာတို့ကဂျင်းနီးတွေရင်းနီးတွေဆိုနီလန်းနေ concept တွေအကုန်လုံးသိသွားမယ်အရှိန်တိုတွေအရှိန်တိုတွေသိသွားမယ်အဲကြတော့မြန်မယ်ဟိုတိုးတက်မှုမြန်မယ်အဲဒါကောင်းကျိုးဆိုးကျိုးနံပါတ်1ဆရာတို့ကတင်တန်းချင်းကုန်မယ်နော်ဆိုးကျိုးပါလေဟောတင်တန်းချင်းကုန်မယ်ကဲနော်တင်တန်းချင်းကုန်အဲ့ဒါကတော့အဲ့ဒီအဓိကကောင်းကျိုးနဲ့ဆိုးကျိုးပေါ့အဲ့ဆိုရင် set story လုပ်ရင်နော် set story လုပ်ရင်အဓိကကောင်းကျိုးကတော့တင်တန်းချင်းလုံးဝမကုန်ဘူးစာဖို့တော့ကုန်နော်စာဖို့ကုန်ပြီဒါကတော့သူ့ရဲ့အကောင်းကျိုးအကြီးဆုံးပဲနော်အဲ့ဒါဆိုးကျိုးဆိုတာနံပါတ်1ကတော့ဆိုအချိန်ကြာမယ်ပေါ့ကိုယ်တော်ကိုလေ့လာလို့ရှိရင်နော်အဲ့ဆိုရင် G10 ရောက်နေတဲ့ကလေးဒီကိုယ်တော်ကို set story လုပ်ရင်ပေါ့ဆရာတော့အားမေးပါဘူးအားမေးလို့ဆိုဘယ်တင်တန်းတက်ရမှာ it's okay နော်လည်းမှာဆရာတို့ကိုအစီအမီတဲ့တင်တန်းကိုတက်လို့ရတယ်နော်နံပါတ်1ဆိုကြအချိန်ကုန်မယ်ဒီနော်နံပါတ်2ဆရာတို့ကဘယ်စာအုပ်တွေကန်မှာအောင်ဆိုရဲဆရာတို့က confuse ဖြစ်နေပါတော့အဲ့ဒါနော် okay ပြီးကြလို့ရှိရင်ဘယ်ချိန်ဘယ်လိုလွတ်လာမှာဆိုရင် commitment ရှိဖို့လိုရတယ်အဲ့ဒီအပိုင်းကြီးရှိတယ်โอเคနော်အဲ့တော့ it's okay up to you ပေါ့နော်ဒါတော့ကိုယ်သဘောပါပဲ Thank you for answering my question okay ပါwriting နဲ့ပတ်သက်တဲ့စာအုပ်လေးအဲ့တော့စာအုပ်ကလည်း2မျိုးရှိသွားကြတယ်စာအုပ်ကနံပါတ်1စာအုပ်ကဖတ်ဖို့စာအုပ်လားနံပါတ်2 writing theory concept တွေလေ့လာဖို့စာအုပ်လားဖတ်ဖို့စာအုပ်လားဆိုတော့ဆရာတို့မြန်မာလိုအခု essay စာအုပ်တွေ data စာအုပ်တွေမင်းတို့ဝယ်ထားတယ်အဲ့ဒါပါ writing theory concept တွေပါတာနည်းတယ်ပေါ့နော်ပါတာနည်းတယ် sample တွေကြည့်စာတော့ပေးထားတယ် letter ဆို letter essay ဆို essay okay အဲ့လိုမျိုးတွေကြည့်ပေးထားတယ်အဲ့ဒါနှစ်ခုလုံးဆိုရင်ဆရာနောက်ပိုင်းကျလာမယ်အခုတော့ပြောရမယ်ဆိုရင်ဆရာဦးဉာဏ်လင်းတို့လည်းစင်နေပါတယ်ဆရာခေတ်ဆန်နော်ဆရာဦးဆရာမိုးပေါ့နော်အဲ့ဒါကတော့ဖတ်ဖို့အတွက်နော်ဆရာဖြိုးတို့လည်းရှိသေးရဲ့နော်နောက်တစ်ခုကကျတော့ writing concept ကတော့ဆရာတို့ကတရားတိတော့ကတော့မြန်မာကနေထုတ်ထားတဲ့အစာအုပ်တွေမရှိဘူးအဲ့ကြောင့်
effective writing ဆိုပြီး series 1 2 3 3အောက်ရှိတယ်နံပါတ်2 great writing series ဆိုပြီးတော့ great writing foundation ကနေပြီးတော့ great writing 5 tips ဆိုပြီးရှောက်ရှိတယ်နော်ရှောက်ရှိအနည်းဆုံးတော့ဆို3ထိ4ထိသွား3ထိ4သွားသူအစိမ်းမျိုးစားတွေအကုန်လုံးပြင်တာ okay ဆရာ long term essay educator စာအုပ်ကရောအဲ့စာအုပ်ကိုတော့ဝင်ထားတယ် ဟုတ်အဲ့ဒီစာအုပ်ကဘယ်အတွက်ကောင်းတာဆိုရင်စာအုပ်ကသမီးဒီထဲမှာ language skill ရဲ့ writing theory concept ရဲ့ knowledge မှာဘယ်အတွက်လို့ထင်လို့ဒီအတွက်ပဲရှိပါတယ်အဲ့စာအုပ်က language စာ skill တွေကို introduction vocabulary ဟုတ်တယ် grammar sentence structure ပဲရှိပါတယ် writing theory concept ပါဘူးဆရာရဲ့အတန်းမှာလည်းသုံးပါတယ်နော်သုံးပါတယ်ဆိုတာကလေးတွေကို sharing လုပ်ပေးပါတယ်နော် PDF file ပေးပါတယ်ဗောနော်အဲ့ဒါကတော့ကိုယ့်အောင်ဖတ်ပါကိုယ့်အောင်ဖတ်လို့ရပါတယ်ဒါပေမဲ့ writing theory concept မပါဘူးကဲအဲ့ဆိုစာပါတော့မှန်ကန်တော့ရေးသားမှုဖြစ်ဖို့အတွက်ဘယ်နှချက်လိုရတော့ဆိုတော့3ချက်လိုရပါတယ်โอเคစာပါပြီးမှန်ကန်တဲ့ကဲအဲ့ဆိုရင်စာတို့အပိုင်းကိုသွားပါတော့ပဲအခုစာတို့ကလိုအပ်နေရဲ့အားကြောင့်စာတို့က idea စဉ်းစားဖို့အတွက်ဆိုတော့ဆရာ select level တောင်းမဟုတ် paragraph level ပေါ့နော် paragraph level ဒီ paragraph level ဒီစာတို့ကစာပိုက်ဆိုပေမဲ့ essay level ရဲ့ body paragraph ရေးဖို့အတွက်ကွက်တီပါမယ်အဲ့ဆိုရင် intro နဲ့ conclusion ကို90ခန်းလောက်ထားမယ်ဆိုရင် body ကို90ခန်းလုံးစာတို့ကကိုယ့်အတွက်အများကြီးထောက်ပြပါမယ် okay 100ခန်းလုံးကတော့စာတို့က100ခန်းလုံးဖြစ်ဖို့တော့ဒီတစ်ချိန်လေးနဲ့တော့ညမလို့မရဘူးလေဆရာတော်မှ2လတင်ရတဲ့အတန်းဆိုတော့เนาะအရင်တော့3လတင်တယ်2လပြောင်းလိုက်ရတယ်အရှား ready တင်တယ်2လပြောင်းလိုက်ဘာလို့3လဆိုလို့ရှိရင်ကလေးတွေအချိန်ပေးတာတွေကသူတို့နဲ့တော်တော်များတိုင်နေလို့ပေါ့နော် okay ဆရာဘက်ကတော့3လတင်တယ်တင်နေ4လတင်နေပြီနော်နံပါတ်1 paragraph level မှာ concept လာပါပြီ topic sentence နော်ဘာလို့ခေါ်အောင်ဆိုဥဆောင်ဝါကြလို့ခေါ်ပါတယ်ဘာဝါကြဥဆောင်ဝါကြပါစာပိုက်တစ်ပိုက်မှာဥဆောင်ဝါကြဆရာရဲ့ဒါကတော့ဆရာလောက်ထားတဲ့ဟာပေါ့နော်ဥဆောင်ဝါကြလို့ခေါ်ပါတယ်နံပါတ်2ဆရာတို့ကဘာဝါကြအောင်ဆိုရင်sorry okay နံပါတ်2ကဆရာတို့ကsupporting sentence ဘာဝါကြအောင်ဆိုရင်ပတ်ဘူး ထောက်ပံ့ဝါကြထောက်ပံ့ဝါကြထောက်ပံ့ပေးရပါတော့ရှက်ကားပေးတယ်ဝါကြနံပါတ်3 concluding sentence အဆုံးသတ်ဝါကြညီကုန်းရှုပ်ဝါကြပါနော်အဆုံးသတ်ဝါကြဒီနော်စာပိုက်တစ်ပိုက်အဲဆိုရင်ဝါကြအမျိုးအစားအနေနဲ့ဆိုဘယ်နှခုပါတော့ဆိုတော့ 3ခု ဒါပေမဲ့3ချောင်းလည်းရေးရမှာတော့မဟုတ်ဘူး3ချောင်းအတိအကျရေးရမှာမဟုတ်ပါဘူး3ချောင်းအပြင်ရေးရမှာလည်းမဟုတ်ပါဘူးအဲကြောင့်ဆရာကတော့ genuinely ဆိုတော့စာပိုက်တစ်ပိုက်မှာ4ချောင်းကနေ5ချောင်း4 to 5 sentence လို့သတ်မှတ်ထားပါတယ်4 to 5ပါတော့ sentence နော်4ချောင်းနဲ့5ချောင်းနော်4 5 6ချောင်း9ချောင်းပေါ့ပါအများကြီးလို့လည်း body power အကြီးဆိုအဲ့ဒါ45 sentence မကြတယ်မှတ်ထားပါ generally ပေါ့နော်အတိအကျမဟုတ်ဘူးဆိုတော့အဲ့ဆိုဥဆောင်ဝါကြဆိုဘာတော့ sovereign sentence ဆိုဘာတော့အဆုံးသတ်ဝါကြဆိုဘာတော့အဲ့ဆိုရင်ဒီထဲမှာ sentence အများဆုံး carry လုပ်တဲ့စာပိုက်တစ်ပတ်ကို carry လုပ်တဲ့ကောင်ဒီ supporting sentences အကုန်လုံးကဘယ်ကောင်ကအရေးကြီးဆုံးလဲအတူတူပါပဲဆိုတော့ topic sentence ကတော့ပါကိုမှပါမရမယ်စာပိုက်တစ်ပိုင်းမှာဥဆောင်ဝါကြဆိုဒီနော် okay ထောက်ပံ့ဝါကြများဆိုလဲဒီဥဆောင်ဝါကြနဲ့လိုက်ပြီးတော့မလုပ်ပြရမှာဆိုရင်ကိုက်နေတဲ့ idea တွေထည့်ပြရမှာပါ okay အဲ့ဆိုရင်ဆရာကနေပြီးတော့ဥဆောင်ဝါကြဆိုတဲ့ topic sentence ဆိုတဲ့အပိုင်းလေးမှာဒီနားလေးမှာပို့ပြီးပေါ့ဒီဆိုတော့နှစ်ပိုင်းရှိပါတယ် topic sentence equal to topics plus controlling idea ပါလေဆရာ topic sentence မှာပါလေရောဆိုတော့ equation ကြီး topic plus controlling idea အဲ့ဆို topic စဘယ်ကလာရမှာဆိုရင်ဆိုတော့ခေါင်းစဉ်ကြီးရရမှာမယ်ဥပမာဖြစ် the benefits of using social media သုံးခြင်းရဲ့ဘာများ
အောင်ကျိုးများ ကောင်းကျိုးများဆိုလို့ရှိရင်ကောင်းကျိုးတွေကိုဆိုတော့စီပြီးရေးခိုင်းတာမဟုတ်ဘူးအဲ့ဒီမှာရှိတဲ့အကြောင်းအရာဘယ်အကြောင်းအရာလို့ဆိုရင် using social media ဆိုတဲ့အပိုင်းလေးကိုဆိုတော့ကရေးလိုက်ပါမယ် using social media ဥပမာဖြင့်ဆိုတော့က using social media house develop communication skill okay အဲ့ဆိုရင်ဒါသေးဆိုတော့ကဥဆောင်ဝတ်ကြလို့ယူလို့ရပါပြီအဲ့ဆိုရင်ဥဆောင်ဝတ်ကြတဲ့မှာဘယ်အပိုင်းဒီဘာအကြောင်းဆိုတော့ topic တွေဘာလို့ဆိုရင်ခေါင်းစဉ်ရလာတယ် using social media ပါအဲ့ဒီ using social media ကောင်းကျိုးကိုရေးမဲ့အပိုင်းဒီဘာလို့ဆိုရင် develop ဘာလို့ develop communications case ဆိုတဲ့အပိုင်းအဲ့ဆိုရင်နောက်တစ်ခုယူလိုက်မယ် using social media okay နောက်တစ်ပိုင်းပေါ့နော် body bar ကိုလို့စာပြထားပြီနော်ဒါကြီး using social media okay increased and sales increased knowledge အဲ့ဆိုဒါကကြောင့် social media အကောင်းကျိုးတော့ဟုတ်တယ်ဒါပေမဲ့ဘယ်အပန်းကိုစာ control လုပ်ထားတော့ဆိုတော့ဘယ်အပန်းကိုပဲသွားမှာနော်ဘဝတုဒ္ဒရတယ်ဆိုတဲ့အပိုင်းဘဝတုဒ္ဒအဲ့ဆိုရင်ဒီဟာရဲ့ navigate စာပိုက် clear ကြတော့ navigate body power clear ကြအောင်ဘယ်အပန်းကိုသွားမှာလို့ဆိုရင် communication လုပ်မယ်ဆိုတဲ့အပိုင်းကိုသွားမှာ number 2ကကြောင့် communication ကောင်းစေဆိုတဲ့အပိုင်းကိုသွားမှာ number 2ကကြောင့်ဘယ်အပန်းကိုသွားမှာတော့ဘဝတုဒ္ဒရတယ်ဆိုတဲ့အပိုင်းကိုသွားမှာနော်ဘဝတုဒ္ဒရတယ်ဆိုတဲ့အပိုင်းကိုသွားမှာအဲ့ဆိုရင်ဆရာကနေပြီးထောက်ပတ်ဝကြရည်ဒီဆိုတော့ social media သုံးတာကကမ္ဘာသတင်းတွေသိတယ်နော် okay တခြားနိုင်ငံတမိုင်းကြောင်းတွေသိနိုင်တယ်လို့ဆိုတဲ့ပြောတဲ့ဟာဒီဘယ်စာပိုက်တဲ့တော့မှာ1တဲ့တော့မှာ2တဲ့တော့မှာလား သူရဲသွားမှာလား ယူတယ် 2တဲ့တော့မှာဒီနော်အဲ့ဒါကြတော့ဆရာတို့ paragraph ရေးရဆိုတာစာပါအောင်လည်းမဟုတ်တော့ဘူးငါကွာကမ္ဘာသတင်းတွေသိရ social media တွေသိရကောင်းကျိုးပဲကွာငါရေးချင်တဲ့အပိုက်ထဲရေးလိုက်မယ်ရမလားရေးလို့ရလားမရဘူးလေနော်မရဘူးလေရှင်းနော်အဲ့ဆိုရင်ဇာတော့ကsocial ဒါတော့ကဘာတဝန်းလုံးကလူတွေနဲ့မိတ်ဆွေဖွဲ့လို့ရတယ်သူတို့နဲ့စကားတွေပြောလို့ရတယ်အဆက်အသွယ်လို့ရတယ်ဆိုတော့အကြောင်းအရာလေးဒီဘယ်စာပိုက်ထဲတော့မှာလို့ survive when number 1အဲ့ဒါကိုဇာတော့ paragraph level လို့ခေါ်ပါတယ်အဲ့တော့စာကြောင်းနေပါတိုင်းဘာမှဖြစ်ဘူးလို့ဆိုရင်စာပိုင်းမဟုတ်ပါဘူးသူတို့ကတော့ဘယ်နော်ဘူးသူတို့တိုးတယ်ဆိုရင်စာကြောင်းတွေကို communication stage ထဲမှာတွားထည့်လိုက်မယ်ဆိုရင်ဆရာအနေနဲ့ဆိုအဲ့ဒါကို analytic sentence လို့ခေါ်တယ်ပြီးတော့ writing ရဲ့စအနေနဲ့ဆိုတာ writing concept အနေနဲ့တခုနေဆိုအဲ့ဒါဒီလုံးဝမဆိုင်တဲ့ဟာမလို့ဆရာတော်ကလုံးဝဆရာတော်ကအမပေးတဲ့ထည့်လို့မရဘူးပေါ့နော် okay နော်ပြလားစမြင်မလား okay နော်ဒါဒီ writing နဲ့ပတ်သက်ပြီးတော့အဲ့ဆိုရင်ဒါကဆရာ topic ဆန်နေမှာရှိ supporting sentence ကိုဘယ်လို idea လောက်မှာလို့ဆိုရင်အပိုင်းလေးလေလာအောင်ပါ okay နော်အဲ့ဒီအပိုင်းလေးကြောင့်ဒီတင်ရအောင်လာလဲဆိုတော့လေဆရာသိတယ်ပေါ့နော် okay ဆိုရင်ဒါလေးကိုဆရာမှတ်ထားလိုက်ဆရာအဲ့တော့အိမ်မကပါဘူးနော် okay INC ESC ဆရာINC ဟုတ်လားကလေးတို့တက်အတမ်းပဲကြားနေတော့ hello ကြားပါတယ် ဆရာကတော့ပြင် online class မှာလည်းစာသင်တဲ့ဒါကတော့ sharing လုပ်တာပေါ့ကွာစာသင်တဲ့ပုံစံဆိုတော့အဲ့လိုမျိုးဖြစ်နေပါတော့ဒါလည်းဆရာလည်းစာသင်ပြီးတော့ sharing လုပ်တာဆွေးနွေးလို့ရပါတယ်ကဲအဲ့ဆိုရင်ဆရာတို့ကစာဝတ်တစ်ပိုက်ကြီးမှာဒီလိုမျိုးဥစာဝါကြရှိရယ်ကိုရေးမယ်ဥမာပြကောင်းကျိုးဆိုရင်ကောင်းကျိုးကိုဘယ်နဲ့ပဲရေးမှာတော့ဘုဒ္ဓတော်တဲ့ဘိုင်းရေးမှာလား communication skill တို့တဲ့ဘိုင်းရေးမှာကဲအဲ့ဆိုရင် number 1ဘာလဲဆိုတော့ concept လေးနာမည်လေးကိုပေးထားရယ်ဒီမှာဆိုရင်ဒါလေးကဘာလဲ golden concept brain concept idea ထုတ်ဖို့ number 1ပြောလိုက်မယ် idea ထုတ်ဖို့နီးအများကြီးရှိတယ်သုံးနည်းဘလို့တနည်းချင်းတော့မရောတော့မှာဒါပေမဲ့အခုတော့တနည်းဆရာတော့ပြောလိုက်အဲ့တော့ဒီတနည်းဒီဆရာ writing သင်ရင်တွေ့ကြည့်လိုက်နီးပေါ့နော်ဆရာ writing class ခုဆို batch 7လေးရောက်လာပြီးတော့ batch 7 batch 6ကပြီးသွားပြီ7လေးရောက်လာပြီ7လည်းသင်နေပြီအဲ့ဒီမှာဆရာ batch 4လောက်ကြာမှဒီနီးကိုတွေ့ခဲ့ရတော့အပြင်တော့ဆရာ writing theory concept တွေစာအုပ်တွေကနေဆရာသုံးပြီးတော့သင်ပြခဲ့တာဘာ method တောင်ဆိုရင်P A T ဒီလမ်းမှာအဲ့ဆိုဒါဒီ supporting sentence ကိုလုပ်ဖို့အတွက်တကြောင်း
စာပေါ်ဆက်နဲ့ကို idea ရဖို့တယ်တို့တော့ idea developing လို့ပြောရတဲ့ကလေးဒီထဲမှာပါလို့ပါโอเคနော်အဲ့ဆိုရင် P ဆိုတာပါတယ်ရော people people A activity activity T ဆိုတာကပါတယ် thing yeah အဲ့ဒါလေးကိုဆရာကတော့တင်စားထားတယ်အဲ့တော့ပါတော့ဆိုရင် my one and only ဆရာကိုယ်တိုင်တွေ့ရှိထားတယ်နော်တွေ့သိရင်းထဲမှာတွေ့ရှိထားတယ် my one and only နော်တခုလေးပေါ့ကွာ okay unique ပေါ့ unique ကိနော် unique ကိနော်အဲ့လိုဖြစ်တယ်အဲ့ဒါ PAT method ကိုတော့ okay အဲ့ဆိုရင်ဆရာတို့ကကြည့်လိုက်ပါမယ်လက်တွေ့ကောင်းစင်လေးကပါလေးတာ benefit of the modern technology modern technology အဲ့ဆိုရင်ဆရာတို့က topic ဆိုတဲ့အကြောင်းအရာကြီးဆရာတို့ကရေးရမယ်ဆရာတို့အကြောင်းအရာကြီးဘာအကြောင်းရေးရမှာဆိုရင် modern technology အကြောင်းရေးရမှာဟုတ်တယ်မလား modern technology ကိုမှဆရာတို့က modern technology ရဲ့ကောင်းကျိုးလားဆိုကြလားဆိုရင်ဒီမှာ benefit ပါတာကောင်းကျိုး area တစ်ခုကိုစဉ်းစားကြည့်လိုက်မယ်ကျွန်တော်တော့ကဲအဲ့ဆိုဒီခေတ်မီနည်းပညာသုံးတဲ့ကောင်းကျိုးတစ်ခုကိုဆရာကနည်းနည်းလေး idea လေးခေါင်းစားလိုက်အောင်မယ်ပေါ့ကွာအဲ့ဆိုရင်ကိုထင်တယ်လို့လေချက်ပေါက်ထဲမှာပို့ကြည့်လိုက်ပါဘယ်နေရာမှာကောင်းတာတော့ဘယ်မှာကောင်းတာတော့ဆိုတာလေးကိုကဲနော်ဒါကတော့ idea developing ဆိုတဲ့ကြတော့မင်းတို့ရှိရဲ့ idea လေးဆရာယူကြည့်လောက်အောင်မယ်ကဲပို့ကြည့်ပါဦးโอเคတရားတော့ပို့ထားပြီ okay communication နည်းပညာmodern technology ရဲ့ကောင်းကျိုးက communication address လာတယ် transportation တော့ education တော့business တို့မှာကောင်းတယ်အခု know what's happening in the world ကမ္ဘာမှာဘာဖြစ်တာသိတယ်တဲ့โอเคနော် okay okay ကဲအဲ့ဆိုရင်ဟုတ်ပါတယ်ဒါတွေနော် okay အဲ့တော့ idea ကတော့ဆရာတို့ကပို့တော့ရှိနေပါပြီကဲအဲ့ဆိုရင်ဒီမှာလဲဆရာတို့ကစာကြောင်းလေးကြောင်းရေးလိုက်တယ် okay နော်ကဲ base စာကြောင်းလေးတော့ဘယ်အပိုင်းကိုဆရာရေးမှာတော့နည်းပညာရေးကောင်းကျိုးနဲ့ပတ်သက်ပြီးတော့ဘယ်အပိုင်းကိုရေးမှာတော့ဆရာ by education ပညာရေးစက်တာဆိုပညာရေးနယ်ပယ်ရေးအဲ့ဒါ technology has brought many benefit to education ကဲအဲ့ဆိုစပြီကျွန်တော်တော့က PAT method တွေနဲ့လာပြီ PAT method တွေget new information easily ဟုတ်တာပေါ့နော် okay ရင်တော့ဆိုရင်ရှာကဲအဲ့ဆိုရင်ပညာရေးစက်တာမှာ PAT ဆိုတဲ့ဟာတွေပါတော့မယ်ကဲပညာရေးမှာလို့ ဘာကိုပြောလဲ ပညာရေးနယ်ပယ်လေပညာရေးကဏ္ဍလေတမ်းနိုင်လားသမီး โอเคပါ ရပါတယ်ဆရာမေးလို့နော်အဲ့တော့လူအဲ့ဒါ P လို့ပြောလိုက်ရင်ပညာရေးစက်တာမှာဘယ်သူတွေပါတော့ကဲပြောတော့ကွာ student students ကျော Teacher င်းသားတွေဟုတ် teachers ပြောကွာ headmaster headmaster okay MAST ရဲ့ headmaster အဲ့တော့ဆရာကကျောင်းဆရာမကြီးပါနည်းနည်းဟောပြောတော့ PRINCIPAR principal ပါတော့ကျောင်းကြီးတွေ educator okay educator တွေဟုတ်တယ်ပညာရှင်တွေ EDU okay EDU CA DOS educators တွေ okay ကဲလာရှိသေးရောရောက်နေရှိသေးတယ်နော်
ကဲရှိသေးလားဆရာဟုတ်ကဲ့ဆရာ parents မိဘတွေဟုတ်တယ်မိဘတွေလည်းသူများမိဘဆရာအကြောင်းသားပူပေါင်းမှလေဟုတ်တယ်မိဘတွေနော်ဟေးရှိသေးလားရှိသေးလားကဲ government ဆရာလူတွေဆိုတော့ကြာโอเคသူတို့ကတပည့်ပြောတာဘယ်လိုလဲ government government လေပညာရေးမှာပါတယ်လေနော် okay government govern govern အမြင်ဒီ government အစိုးရတွေအဲ့ဆိုရင်ကွာဒီမှာဆိုရင်ဆရာတို့ရေးလိုက်ပြီကွာပညာရေးဆရာမှာဆိုရင်ကျောင်းသားရေဆိုဘယ်လိုကောင်းကျိုးရှိအောင်ကဲဆရာတို့မြန်မာလိုပြောလိုက်ကိုရပြီကွာဘယ်လိုပြောကောင်းကျိုးရှိအောင်ကျောင်းသားဆိုရင်ဒီတိရက်ကြယူတော့ဒီတိကြတော့ဘယ်လိုကောင်းကျိုးရှိအောင်ကျောင်းသားရေဆိုရင်ဘယ်လိုလုပ်ရဒီကောင်းကျိုးရှိအောင် group project တွေတို့ group project တွေokay နော် group project တွေမှာဆရာတို့က participate 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 မလုပ်လို့ရအောင်ဆရာတို့ကနော် actively ဟုတ်ဘူးလား ACTI VL actively ဒါမှမဟုတ်လဲဆရာတို့က group project တွေအတွက်ဘာတွေလုပ်လို့ရဆရာတို့က find information ဘာရှာလို့ရလဲဟုတ်ဘူးလားကျောင်းသားတွေ actively လုပ်ရမယ်ဘာသုံးပြီးတော့ဒီပညာသုံးပြီးတော့ဖုန်းတွေသုံးပြီးတော့ကဲဒီပညာပြောတာဖုန်းတွေပါဘူးလား laptop တွေပါတယ်လေဟုတ်ဘူးလားနော် okay အဲ့ဆိုရင်ဆရာအနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီပညာသုံးဘာကောင်းကျိုးရှိရောဆရာတွေဆိုရင်ကဲ ဒါတွေလေ့လာလို့ရ ဒါတွေလေ့လာလို့ရလားဆရာတွေကြားတာကဲဒီထဲမှာနည်းနည်းအောင်ဖြစ်လို့ရှိရင်ကဲဘာတွေလုပ်ရတာ PRE PARE ပြောပါနော် okay ချွေးဝင်okay နော်ပြောလို့ရပါတယ်ကျွန်တော်တော့ဒါမှတ်ဖတ်မြင်လိုက်လို့ပေါ့နော် okay hello လုပ်လို့ရစ ဘာပြောလို့ရတော့ဘာလုပ်လို့ရအောင်ပြောလား သင်သားကိုယ်တွေလုပ်ဖို့အတွက် information တွေချလို့ရ ဟုတ်တာပေါ့အဲဆိုရင်တင်တော့ကိုရီအတွက်ဇာတော့ကပါတော့ဇာတော့က paper lesson plan and ဇာတော့ကပါတော့ teaching aids ဟုတ်လား teaching aid တွေလောက်တာဆရာမတွေတော့မဟုတ်လားနော်အခုဆိုရင်မေးခွန်းတွေတော့ဘာလုပ်လို့ရပြီ generate လုပ်လို့ရပြီဟုတ်လားနော်မေးခွန်းတွေလို့လားတော့ AI နေပြီစာရေးစစ်ထားမှာဟုတ်လား checks ပါရော check student okay student over ဟုတ်လား student ASSRGL assignment ဘာရေးစစ်တာကျောင်းသားတွေ assignment တွေစကန်လို့မရဘူးအခုဆို AI နဲ့လေ AI နဲ့ဟုတ်တယ်မလားဒီနဲ့ကဲ government ဆိုရောဘာတွေလုပ်လို့ရလဲပညာရေးမှာနည်းပညာသုံးပြီးတော့ ကျောင်းစာအုပ်တွေထုတ်ပေးလို့ရတယ် PDF book တွေဟုတ်တယ်မလားနော် PDF book e-book တွေပေါ့နော် e-bookတွေ PDF တွေအမြတ်ဝင်လို့ရတာလေဆရာတို့ကလိုရတဲ့ဟာတွေဟုတ်ဘူးလားနော် okay က PDF file တွေနော်နောက်တစ်ခုကျောင်းကနေပြီးတော့ဒီ government နေပြီးတော့ဒီကျောင်းသားနဲ့ဆိုင်တဲ့ဘာရော YouTube channel ဘာရောလုပ်ပြီးလို့မရဘူးလား ရပါတယ် ကြားပါတယ် ဆရာပဲပြောတော့မယ်နော်အဲ့ဒီတော့ဆရာစီလာတော့ဆရာပဲပြောတော့မယ်ဟုတ်လား hello တော့ကလေးတို့ကကျွန်တော်ရှက်နေလို့ကဲ thing ဆိုတဲ့ဟာတွေဘာတွေပါတော့ကဲကျွန်တော်လိုပဲကျွန်တော်ပါသွားပြီကွာ e-book တွေဘာတွေဆိုတာကပါသွားပြီမဟုတ်လားနော် okay ဒါဒီဘာတွေရော things နေဟုတ်တယ်မလားအဲ့ဆိုရင်ဒီနိပညာမှာဆိုရင်ဘာတွေကကူညီပေးနိပညာမဟုတ်ဆိုတော့ဘာတွေကကူညီပေးအောင်ဆိုတော့ဖုန်း laptop ဟုတ်လားနိပညာဆိုတော့ laptop dictionary dictionary ဟုတ်တယ်ရင်တော့ပါတော့နော်လိုက်ရှာအောင်နော်ဆရာတော်ဆို A ဆို A ကနေ AB နော်ပါတော့ANTN ဆိုရင် A ရဲ့ N တွေ့မှရှာလို့ရ ANTN okay အဲ့ဒါ dictionary okay အဲ့ဒါ client နော် okay အဲ့ဆိုရင်
အခုသမီးတို့ကအခုကလေးရောဘာနီးပညာသုံးပြီးဆရာတင်နေရောက်လာဆရာ ဟုတ် သမီးတို့အိမ်ရောက်ရှိ online အိမ်ရောဒီမှာ zone လေးရှိလာတဲ့အောင်ဒီမှာဥစ္စာလေးရှိလာတဲ့အောင်လို့ပြောရလား live monitor တင်တာ internet အဲ့ဆိုဘာနီးပညာသုံးရတာ software ဘာ software တော့မဟုတ်ဘူးတို့ဘာကြီးရော Zoom အကန်ကြီးနဲ့လေ Zoom ဟုတ်တယ်နော်โอเคZoom နဲ့လာတတ်တာလीဟုတ်ကဲ့အဲ့ဆိုရင် Zoom ဆိုတာညီမတို့ကပြောမှဆိုရင် online class ဟုတ်ဘူးလား online learning တွေအဲ့တော့တကြောင်ကြီးစီကိုမင်းကျောင်းသားလုပ်တဲ့ဟာတကြောင်ကြီးဆရာမလုပ်တဲ့ဟာတကြောင်ကြီးဘာရင်သုံးပြီးလုပ်လို့ရတယ်ဆိုတော့တကြောင်ကြီးလို့ရှိရင်သုံးယောက်ရနေရေးတတ်ဘူးလားအဲ့ဆိုရေးလို့အဆင်ပြေဘူးလားပြောတာ ဟုတ်ပြီပါ ဟုတ်တယ်နော်ဒါပဲလေဆရာတို့အဲ့ဒီမှာထပ်ပြီးရှိသေးတဲ့ idea လေးရနော်ဒီနေ့ပါတစ်ခါပြောတော့ပေါ့နော်โอเคဒါလေးကိုစမှတ်ထားပါဆိုရင်ကဲဆရာပို့ထားလိုက်ပြီစင်ပြီမလား ပြပါတယ် ကဲဒီတစ်ကြောင်းလေးလိုက်ပြီဆရာဒီကြောင်းလေးလိုက်ပြီဖတ်ကြည့်တော့ဖတ်ကြည့်ခိုင်းမယ်ဆိုတော့ဆရာနေမေသူသမီးဟယ်လို hello ဖတ်ကြည့်လို့ရမလားဒါလေးကို in the past in the past teaching and learning were limited to physical classroom where teacher typically stood in front of the class and deliver lesson using blackboard or whiteboard okay ဒီထဲမှာနီးပညာသုံးသွားတယ်ဆိုတော့ဥစ္စာနီးပညာသုံးတယ်ဆိုတော့ပါလား မပါ ပါ အဲ့ဆိုရင်မပါဘဲနဲ့ဒီ education sector ဆိုတော့နီးပညာသုံးတာဘာလို့ပြောတာဆိုတော့ဒါကိုကြောက်ဆရာကနေ idea နောက်တစ်ခုပြောမယ်နော်ဆရာနောက်တစ်ခုပြောမယ်နော်ဘာလို့တော့ compare and contrast best and contract အဲ့ဒါနိုင်ရှင်သွားတာလေဘယ်လိုနိုင်ရှင်သွားတာလဲနီးပညာမပေါ်ခင်တော့ကနေပေါ်ပြီးနဲ့ဘာလို့သွားအောင်ဆိုတာပညာရေးကဏ္ဍမှာဘာလို့နိုင်ရှင်သွားတာပြောင်းလဲမှုနိုင်ရှင်တော့မှာလေအရင်တော့ကအတိတ်တုန်းကဆိုတော့ဆိုရင်နဲ့စာသင်ကြားသင်ကြီးနေတာ physical classroom တွေပါမယ်ဖြစ်တယ်ပြော limited ဆိုကန်စတာဒီအပြင်သင်တန်းမှာအပြင်ကျောင်းကြီးမှာပဲဖြစ်တာအဲ့တော့အဲ့ဒီကျောင်းကြီးမှာဆိုဘယ်လိုလုပ်ဆရာတွေကတန်းရှင်းပါပဲမတ်တရက်နော်သင်ခန်းစာတွေပို့ချတာက whiteboard တွေတောင်းရင်ပို့ချဘာမှနေမြန်ပါဘူးဟုတ်လားအခုဆိုဆရာ whiteboard သုံးနေရလားဘာသုံးနေရတော့ whiteboard သုံးလားဆရာလေးလိုရေးပြဖို့ မသုံးပါဘူး သုံးပါ အခုဆိုစက်နေပဲအနေနဲ့ပြောလိုက်တော့ကြောက်အခုချိန်မှာတော့ကဲ conversion and contract လေးကဲဒီထဲမှာ PAT လေးပြောမှဆို P လေးတွေပါလား P ပဲလေးတွေပါ ပါပါတယ် 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 လူကဘာတူတော့ ပြီးရှော ရှယ်ဆို activity လေးရောပါလား ပါ 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 ပါတယ် ဒါလေးတွေရော teaching learning learning English deliver lesson deliver lesson ဟုတ်လား evaluation A ရောပါလားဟုတ် things ရောပါလား ပါပါတယ် ပါပါတယ် physical physical classroom classrooms blackbooks or whiteboards blackboard or whiteboard whiteboard ကျွန်တော်တော့ဒီအဲ့တော့ကျွန်တော်တော့စဉ်းစားတဲ့အခါမှာဟိုအရင်တော့ခက်တွေကိုမလို့မစဉ်းစားဘူးလေဒီပညာပြောင်းလဲမှုရင်တော့အရင်တော့ဖြစ်တဲ့ဟာကိုပြောပြီးပြောင်းလဲမှုပြောမှာပေါ့အဲ့လိုဆိုရင်မရဘူးလားဆရာတော်လုံးဝရတယ်လေအဲ့ဒါကို concept ကဘာလို့ comparison and contrast နည်းလို့ခေါ်ပါတယ်စက်ကျင်ပြောလိုက်တာပါအဲ့လိုဒီတွဲမှာဆိုရင်ပတ်စံချမ်းသာတဲ့လူတွေကပျော်ရွှင်နေဆိုရင်စန့်ကျင်ဘက်နေဘယ်လိုလူရပျော်ရွှင်မှုကွာ တင်းလူကမရှော့ပြောချင်ဘူး အဲ့ဒီ idea သုံးတဲ့နည်းနဲ့ရေးထားတာတော့ဆရာတော်ကနော်အဲ့ဒီမှာဆိုရင်ပတ်စံချမ်းသာဥပမာဖြစ်တော့ဘာတော့ပတ်စံချမ်းသာတဲ့လူများသည်စင်းရဲတဲ့လူများထက်ပို့ပြီးပျော်ရွှင်ကြပါလေဆိုဖြစ်အဲ့လိုမျိုးရေးထားတာနော်ဒါဒီတွဲမှာဆိုတော့အဲ့ဒီ idea နဲ့နော်သုံးထားတာဒါကြောင်မရှိသေးရနော်ဖတ်လိုက်ပါကဲဖတ်လိုက်ပါအောင်ဆိုတော့သမီးwhat about လာမင်းခင်
hello ဟုတ်နော် okay hello မဖတ်ဘူးပေါ့နော်အဲ့ဆိုရင်ဒီမှာဆရာရဲ့ back sit တော့တင်တဲ့သားကိုဖတ်ခိုင်း6028 okay However, with hello the advent of technology, online learning has become increasingly popular among students. student ဟုတ်ပါပြီဒီနော်အဲ့ဆိုရင်ကဲအဲ့ဒါတော့အကုန်လုံးဖြေလို့ရပါတယ်ကဲဒီဟာလေးကြတော့နိပညာသုံးသွားတယ်ဆိုတော့ဒီပညာရေးကဏ္ဍမှာနိပညာသုံးသွားတယ်ဆိုတဲ့ဟာလေးကိုပါလား Yeah. နိပညာဆိုတော့ပါတယ်လေဘာလေးရော ပါပါတယ် Technology, technology online learning, online learning online learning. အဲ့ဒါရနိပညာသုံးတာပဲကဲအဲ့ဆိုရင်လူတွေရောပါလားလူတွေရော Student, student နော် activity ကတော့ online learning ပေါ့ကွာနော် online learning ဆိုတာ activity ရေးယူရကဲအဲ့ဆိုရင်ဒီမှာအဲ့နဲ့ဒီမှာချိတ်ဆက်သွားတဲ့စကားလုံးလေးကိုတွေ့ရတယ်ဘာလေးရော ဟုတ်တယ်ပါ ဟုတ်တယ်ပါ however လို့ဘာလို့သုံးတော့ဆိုရင်အခုခေတ်မှာရောက်လာပြီလေသူတို့ကတော့နိပညာမသုံးတဲ့ခေတ်နော်ဆရာတွေကရှေ့ကနေဝက်ပုံမှာရေးပြရဲဒါပဲလုပ်တဲ့ခေတ်နော်စာသင်ခြင်းအကြောင်းတက်ဒါပဲရှိတယ်ဟဲ့နော် okay အကြောင်းမသွားရင်စာသင်လို့မရအောင်ဆိုတဲ့ခေတ်အခုကျတော့ online learning ဆိုတာ popular ဖြစ်လာပြီဒါပဲလေဆရာတို့ကဲနောက်တစ်ခုကဲအကြောင်း as a result ကဲအဲ့ဆိုအကုန်လုံးဖတ်ကြည့်ပါဦး as a result as a result, many learners find it convenient to attend virtual classes without the need to commute. without the need to commute ကဲဘယ်လောက်တောင်မှဖြစ်တယ် as a result ဆိုရလက်ဆိုတဲ့ဟာလေးဒါကြောင့်မလို့ဆိုရနောက်တစ်ခုကျဒီလိုမျိုး online learning က popular ဖြစ်လာတော့ကျောင်းသားတွေဆို many learner find convenient ဆိုအဆင်ပြေလာပြီ to attend တဲ့ဖို့ virtual classes ဆို online ပေါ် attend နေဘူး online class တွေပေါ့ without the need to commute ဆိုတာ commute ဆိုတာသွားပြန်လုပ်စရာမလိုဘဲနဲ့ခရီးသွားစရာသွားစရာမလိုဘဲနဲ့တက်ဖို့လိုလာပြီကဲဒါဆိုရင်တော့ reset လို့ရေးတော့ပေါ့ဒါနောက်တနည်းပေါ့ဒီမျိုးဆရာတို့ကလူတွေပါလား people ပါလား Bye-bye. ဟုတ်ပါတယ် ပါတယ် many learner many learners many learners ထပ်ပြီးတော့တို့T ကောပါလား A ရောပါလား A commute Activity, ဒီကပါ attend, တက်ရောက်တာ attend T တော့လား A ကောthink ကောပါလား T virtual class ပါရီရော Virtual classes ဟုတ်လား Virtual classes you know many learner find convenient အဲ့ကြောင့်ဒီလိုမျိုး online class တွေပေါ်လာလို့ဆိုရင်ချိတ်ဆက်ပြီးရေးသွားတာကဲအားဆိုနောက်တစ်ကြောင်းလေးနောက် software တွေကြောင်းလေးအတူတူဖတ်ကြည့်လိုက်ပါဦး addition educational educational website interactive materials materials ဒီမှာနိပညာသုံးသွားရဆိုတဲ့ဟာနိပညာနဲ့ပညာရေးထွက်ပါမှာနိပညာဆိုတဲ့စကားလုံးပါလားပြင် technology ဆိုတဲ့စကားလုံးပါလား မပါပါ digital, ဒါပေမဲ့နိပညာဆိုတဲ့စကားလုံးပါပဲနိပညာလို့အဓိပ္ပာယ်တက်ရောက်တဲ့စကားလုံးတွေရောဘယ်နှလုံးပါ digital advice, mail apps website app website digital website, app as digital device digital device ဟုတ်လား ဟုတ်ပါတယ် အဲ့ဒါကြီးဘာကိုပြောနေရလဲပညာဆိုတဲ့စကားလုံးကိုစာပြောလိုက်တဲ့ဟာလေးလေဒီဒီကျက်တော့အဲ့ဆိုဒီပညာအဲ့ဒီဟာတွေဟာโอเคဒီ have begun assertion တို့အရေးကြီးတဲ့ကရိယာတွေဖြစ်လာပါပြီဘယ်လို that support student learning ကျောင်းသားတွေရဲ့သင်ယူမှုကိုဘယ်လို by provided access to a variety resources and interactive material information တွေအများကြီးအပြန်အလှန်ဒီသုံးလို့ကောင်းတဲ့ material တွေကိုဆို interactive ဖြစ်တဲ့ material တွေကိုထောက်ပံ့ပေးခြင်းအပြင်ကျောင်းသားတွေကိုထောက်ပံ့သင်ကြားသင်ယူမှုအကူအညီပေးနေဒီမျိုး PAD ပါလား
P ဆိုဘယ်သူတော့လဲ student students A ဆိုရင်ရော activity A activity ရလို့ activities activity learning ပဲပေါ့နော် student learning providing learning တော့ providing ပေးတာတော့တဲ့အဲ့ဆိုရင်နောက်တစ်ခု things တွေကတော့ပိုအများဆုံးဖြစ်မယ် things တွေကတော့ပါလေ educational 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 website website apps and digital device resources interactive materials to media tool ရောဆရာဒီထိဆရာရဲ့ဆွေးနွေးတာမျိုးရဲလိုက်ပြီဆရာပြောတဲ့ idea developing တွင်မင်းတို့ဘယ်လိုဖြစ်တော့ဆရာရဲ့ဟိုဘာမတင်နိုင်မှုရှိတော့ဘာတော့ဖြစ်တော့feedback ပေးမယ်ဆိုရင်ဘယ်လိုမျိုးကဲမအားမနာတန်ပေးကြည့်မယ်ဆိုဒီဟို10 out of ဘယ်လောက်ပေးမလဲ10 now what but 6 out of 10လား7 out of 10လားကဲ7 5 မရှားလို့ရောဆရာကိုဒါကတော့ဆရာဘာလို့တောင်းတာတော့ဆိုလို့ရှိရင်တော့ပေးချင်လို့ရှိရင်ပေါ့နော်ဒီဒါဆရာ8.5အဲ့မင်းတို့ရဲ့ feedback တွေနဲ့ဆရာလိုအပ်ချက်ရှိတယ်ပြင်လို့ရဘယ်ပိုင်းလိုအပ်တယ်ဆိုတာလည်းညီမလိုပြောလို့ရတယ်နော် okay ညီမလိုဆိုတာ feedback ပေးလို့ရပါပေါ့တစ်တော်တွေကဟာယူဆွဲနေအောင်နော်ညီမလိုကြီးဆိုတာတင်းနေအောင်နော် okay you know 10 out of 10 payment no 8 by 10 okay 8 by 10 okay အဲ့ဆိုရင် ဆရာ ပြောပါ please ဟိုဟာ grade 7နဲ့အဲ့ grade 7အတန်းနဲ့လိုက်လောက်မဲ့အဲ့ essay အတန်းလေးတိလာလို့အဲ့ဒါလေး ကိုလို့ဆိုတော့ဆရာဆရာစီမြေတော့မရှိသေးဘူးပေါ့နော်ဆရာတိုင်းမောရှာကြည့်အောင်အမဆရာလည်းအခု level 1 2ခွဲပြီးတော့ဆရာနည်းနည်းတင်လောက်ဖို့လောက်ကိုလို့ဆိုတော့ဒါပေမဲ့အခုကတော့ level 2လို့ပြောမှာပေါ့ထက်တန်းအောင်ပေါ့နော် okay တင်နေပါတယ်အဲ့ဆိုရင်နောက်တစ်ခုကဆရာကိုဒီဒါတော့ဆရာတို့ကနော်တောင်းဆိုတာတော်မျိုးပေါ့နော်ဒါဆရာရဲ့ sharing လုပ်တဲ့အပေါ်မှာတခြားကလေးတွေရှားကလေးတွေလည်းဆရာတို့ကဒီ feedback တွေကိုမြင်လို့ရအောင်ပါအဲ့ဒီ post လေးအောင်ပါဆရာရဲ့ဒီအဝါလေးနဲ့ post လေးအောင်ပါမင်းတို့ရဲ့ယူကြသွားတဲ့အကြောင်းအရာလေးတွေကြိုက်တဲ့ share လေးတွေကိုသင်တန်းပြီးလို့ရှိရင်ဆရာကိုရေးပေးဖို့ဆိုတာကရေးပေးဖို့ဆရာတောင်းဆိုတယ်ပေါ့နော်ဟိုရေးရမယ်လို့တော့မဟုတ်ဘူးပေါ့ကွာနော်ဒါပေမဲ့ကိုယ့်ရဲ့ဒီဆရာမျှဝေလိုက်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ပေါ့ဒီနော်ဆိုရင်ဒါဆရာတို့ကအကြောင်းအရာတစ်ခုကိုလုပ်ဖို့ပေါ့နော် okay လည်းမျိုးလေးပါအဲ့ဆိုရင်ဆရာအဲ့ဒီအတွက်ပေါ့ဒီသင်တန်းလေးမပြီးခင်အချိန်မေးခွန်းလေးပေးတဲ့ session လေးမှာဆရာရေးတဲ့ဟာလေးကိုဆက်ပေးလိုက်ရင်ရမလားအခု2မိနစ်လောက်ပြည့်အချိန်ပေးပြီးရေးလို့ရှိရင်အဆင်ပြေမလား okay အဲ့ဒါ concept လုပ်နေရတယ်ဒီလိုမျိုးလေးပေါ့နော်အခုသင်လိုက်တော့ concept လုပ်နေတိလိုက်တယ်ဒါမှမဟုတ်ဆရာကြိုက်ဟောစာလေးကိုအားကြောင့်ဒီအောက်လေးမှာပေါ့နော်အခုဆရာရဲ့ channel ထဲဝင်ထားတဲ့ကလေးများရှိလားမဝင်ထားတဲ့ကလေးများရှိလားနော် hello နားလေးမှာပါဆရာနော်ရောဒီနားလေးပြပလေးပါဒါမှမဟုတ်ဒီထဲမှာပြပလေးရေးလို့ရပါတယ်နော်နောက်ထပ်ပြီးလဲဒီလိုမျိုးလေးဆရာတို့ကလိုအပ်တဲ့အတန်းလေးကိုဆရာလုပ်လို့ရှိရင်လည်းမဖြစ်အောင်ပေါ့နော်
ဒီကတော့နော်ဟို previously February ဆိုတော့အားရှိတယ်ပေါ့နော်အဲ့ကြတော့ကဲမေးခွန်းလေးလည်းမေးလို့ရပါပြီQ&A ဆော့ကြတာဆိုတော့8.5အဲ့နော်ဆရာကို rating ပေးထားတာပါနော် okay 8.5ပါလေဆရာတို့က7.5နော်10 out of okay နော်8 days okay နော်ကိုတင်လိုက်တာ concept လုံးနဲ့ပြလိုက်တယ် PAD ဆိုတာလို့သဘောကျမိပါတယ် okay နော်အဲ့ဒီဟောပါတယ် okay နော်ဆရာရဲ့ idea ထုံးပြီး okay ကျေးဇူးတင်ပါတယ် okay နော်အားကြောင့်မေးလို့လည်းရပါပြီနော်ဆရာနှမဆိုရင်တော့ဆရာအတန်းနဲ့ပြီးပြီနော် okay ဒီပြီးတော့ဆရာတခြားတန်းကိုဆိုတာပဲဒီနေ့တည့်ရက်ထဲပဲပေါ့နော်နောက်ပြီးတော့ဆရာစတယ်နော် okay okay ပုံမှန်ဆိုရင်ဘာမှမသိဘူးတဲ့အခုကလို့စဉ်းစားအောင်လည်းတည်သွားတယ်ဟုတ်ပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်โอเคနော်ဒီဒါကတော့ဆရာရဲ့အမီးလေးပါကွာဆရာစင်ဒီဒီလိုဟာလေးပတ်သက်လို့မေးလို့ရပါတယ်ဆရာဘယ်လိုမျိုးမေးလို့ရပါတယ်သူတပြည့်အင်္ဂလိပ်စာပဲပေါ့သူတပြည့်အင်္ဂလိပ်စာပါပဲโอเคဆရာစတိုင်းနဲ့ Vocal မှတ်နေရှိလားVocal မှတ်နေရှိလားဆိုဆရာ Vocal video class တော့ရှိရနော်โอเคဆရာဘလို့ဆရာrun နေတော့ပေါ့နော်ဆရာ Vocal အလုံး300ဆရာ run နေ record ကplan တွေရှိတယ်โอเคနော်ဆရာဘာလေးများမေးပါတော့မေးလို့ရပါတယ်โอเคအကြောင်းဆရာ Telegram group လေးထဲမှာလည်းကြည့်လိုက်ပါအောင်မယ်နော်ရေးနေရတာလို့နော် feedback လေးတွေဒီနေ့မှာတွေ့ရဒီဘက်တော့မရှိသေးဘူးတော့ feedback တွေရနော်ဟယ်လိုဆိုရင်ဆရာတို့ဒီကိုလေးများမရှိတော့ဘူးလားမရှိတော့ပါဘူး ရှိတော့ပါကြားရနော်โอเคခဏလေးနော်ဆရာโอเคပါနော်မေးပါဒီကရေးဖို့ရှက်နေကြလို့ပြောင်းနေဒီကာရှာလည်းနောက်တစ်ခုပြောလာမယ်ဒါလည်းဆရာတို့ကမရှိဘူးဆရာတို့ဒါကတော့ဆရာတို့တခြားနိုင်ငံသားတက္ကသိုလ်မှာဆိုပါမောက္ခတွေကိုဆရာတို့ကဘယ်သူက ready ပြန်ပြရအောင်သိလားကျောင်းသားတွေကလေနော်တင်ကျင်တဲ့ဆရာနဲ့ဒါမှမဟုတ်လေအဲ့ဒီကကြောင့်ဒါကတော့ဆရာတို့ကသူတို့ရဲ့ကာရှာပေါ့ကွာဒါပေမဲ့ဒါလည်းဆရာတို့ဒီ online သင်တာဖြစ်ဖြစ်ပေါ့နော်ဒီ offline ပဲဖြစ်ဖြစ်ပေါ့နော် online ကတော့သိတာလည်းမဟုတ်တော့ကလေးတွေဘယ်လိုအမြင်ရှိတယ်ပေါ့ဘာလို့ဆိုရင်ဆရာတို့ online ဆိုတော့ကျောင်းသားတွေဒီလူအများရောက်တယ်အဲ့ဒီကမှာကိုပြင်ဆရာစီမှာလိုအပ်တဲ့ feedback တွေဖြစ်ဖြစ်ဒါမှမဟုတ်ကောင်းတဲ့ feedback တွေဖြစ်ဆရာကတော့သိချင်တာပေါ့ကွာနော်အဲ့တော့ရေးဖို့မရှက်ပါနဲ့โอเคနော်ဆရာခံကြော်ကြီးဆိုတဲ့အကြောင်းပြောလဲထည့်လို့ရပါတယ်ဟယ်လိုဘယ်လေမနေ့ကငါနဲ့တညာနဲ့တွေ့လို့ပါနော်โอเคဒီညတွေ့အောင်နော်တဲ့ကောင်ကြီးကတော့နော်ငါ့ကိုပါတော့ဘကောင်ကြီးပြီးသွားငါအောင်ခန့်သွားရင်ငါ့ကိုနာမည်ပြီးသွားတယ်โอเคခုမှ essay writing စကြည့်အချိန်မီသေးတယ်အချိန်မီသေးရပါဘူးငါက G12 နဲ့တွေ့ရဟုတ်လားဟုတ်လားဘယ်လိုမျိုးစမှလည်းမသိဘူးဖြစ်နေโอเคအဲ့ကြောင့်ဆရာတို့ကသူနာကအဲ့ဒီ writing theory concept ဆိုတဲ့သူကသင်တန်းတက်လိုက်ပြီဆိုလို့ရှိရင်ဆရာတို့ကဒါတော့သင်တန်းတက်ဆိုဆရာသင်တန်းကိုပြောမှာမဟုတ်ဘူးပေါ့နော်โอเคas if ဖတ်တဲ့ပုံစံစပြောင်းသွားလိမ့်မယ်နံပါတ်1ဘာသာပြန်ပြီးတော့ဖတ်ယုံလေးမဟုတ်ဘဲနဲ့နော်ဘူးတစ်ယောက်နေပုံနဲ့ဒီအပိုင်းကတော့သူတို့လိုပဲဆိုတော့ဒီအပိုင်းကဘယ်လိုရေးထား compare and contrast လုပ်ထားလားဒီအပိုင်းကတော့ဒီကောင်ဘာလို့ဆိုရင်နောက်မျိုးစာရရှိမှာပေါ့နော်ဒီတရားရေးထားလားဘယ်လိုရေးထားတော့ဆိုအပိုင်းကသူသိသွားလိမ့်မယ်စာကြောင်းတစ်ကြောင်းစီရဲ့တစ်ကြောင်းစီရေးထား analysis ပေါ့နော် sentence structure မဟုတ်ဘဲနဲ့ idea analysis လုပ်သွားတယ်ဘယ်လိုမျိုးစာမသိဘူးဖြစ်နေဆိုဟုတ်ပါတယ်เนาะရေးတတ်ဖို့ကျင့်နေဆိုတာကဖတ်ပြီးတော့ကြည့်ရမလားကိုယ့်တော်ကိုရေးကြည့်ရမလားအဲ့လိုမျိုးဖြစ်ပြီเนาะဆရာတို့ကဒါဒီအဲ့ဒီ writing theory ရဲ့ concept အပိုင်းလိုနေတာပါเนาะဘယ်ကစမှမသိဘူးဆိုရင်တော့ okay
ဆရာပြောသလိုပဲကိုတော်ကိုစားရင်နော်အဲ့အတန်းလေးရှင်းပြီးသွားပြီနော်โอเคပြောကြည့်ဟိုတင်တန်းတက်မှရမယ်ပုံစံမျိုးလုံးဝမပြောပါဘူးနော်โอเคနောက်တစ်ခုဆရာတင်တန်းဘယ်တင်တန်းတက်တဲ့ပါကိုဘက်ကစူးစမ်းထုတ်နေပါမှာပါဆရာဘက်ကတင်ကြောင်းအပြင်တခြားကလေးတွေဗောင်မိသားရှိသေးရောနော် feedback ရေးဖို့ရှက်နေကြတာလားရေးပြီးလို့ပြရပါ ရှိ မယ် တော့ပါဘူး ကဲအားဆိုရင်နော် no question တယောက်မှလည်းငါ့ကိုကင်မရာလေးဖွင့်ကြအောင် okay မရှိတော့ပါဘူးဆရာကင်မရာလေးဖွင့်လည်းပြတ်တယ်မရှိပါဘူး okay နော်ဆရာမြင်မှုရရှိအောင်လို့ပါနော်မြင်မှုရရှိအောင်မဲဟုတ်ကောကြောင်လိုက်မနေပါဘူးနော်ရွာတွေနေရာတွေလိုက်မနေပါဘူးနော်ဆရာလည်းပြီးမသွားနိုင်ဘူးနော်အစီကိုမတက်နိုင်လို့ဘယ်ရအောင်လည်းမမေးတော့ဘူးနော် okay ကင်မရာဖွင့်ရင်တဲ့ဆရာမူလို့တော့ပါဆိုမယ်နော်အေးပေါ့ကွာနော် okay ကမှငါရုပ်ကိုတော့ဒီမမီးဆိုနော်ငါသိပြီးသားဟောမင်းသူသမီးက back 7လား back 7မလားသမီး6လား6က 7က 7မေ့နေပြီမတွေ့လားမေ့နေပြီမနေ့ကပဲတွေ့ မေးပါဘူးဆရာမှတ်မိပါရုပ်မြင်တာနဲ့နော် okay ဆရာရုပ်ကိုတော့မှတ်မိရောနာမည်ဒါအဲ့လိုမျိုးဆက်တော့ okay ဘိုင်ဘိုင်နဲ့ပြရပါတယ် okay မိလာလို့ဟုတ်ပါလောက်ခဲ့ပါလောက်တော့ပါနော်ကဲဆိုရင်တော့ဒီနေ့ကတော့ဆရာတို့ကဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်အဲဆိုရင်နော်ဒီနေ့ဒီနေ့စာပါပဲဘိုင်ဘိုင်ဆိုတော့ free sharing bye bye okay နော်လေးကျေးဇူးတင်ပါတယ်အရင်ကောင်းပါတယ်အဲဆိုရင်